ရှေးခေတ်မြန်မာရာဇဝင်တွေတဲကခန်းနာထေဝါလာတဲ့နန်းတော်ကြီးတွေနဲ့မြို့ရိုးကြီးတွေကိုကြည့်လိုက်ရင်ကျွန်တော်တို့အမြဲတမ်းရင်သက်ရှုမောဖြစ်ရတယ်ဗျာရွှေရောင်တဝင်းဝင်းနဲ့တောက်ပနေတဲ့ဖျားပထိုးတွေရန်သူတွေဘလို့မှကြော်ဖြတ်လို့မရအောင်ခိုင်ခန့်လာပါတယ်ဆိုတဲ့ပြာသာအဆင့်ဆင့်တဲ့မြို့ပြကြီးတွေဟာတမိုင်းရဲ့ပြရုပ်တွေပေါ့ဗျာဒါပေမဲ့အဲ့ဒီလိုခန်းနာလာတဲ့ယဉ်ကျေးမှုကြီးရဲ့ကွယ်ရာမြေအောက်အုံမြင့်အောက်ခြေထဲမှာတော့ဘသူမှထုတ်မပြောရတဲ့ရင်တုံပန်းတုံဖြစ်ရမယ်လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့တယ်ဗျအဲ့ဒါကတော့မြို့ပြတစ်ခုလုံးရေရှည်တည်တံ့ဖို့အတွက်ပေးဆက်ခဲ့ရတဲ့အသက်ပေါင်းများစွာရဲ့အော်ဟစ်တန်နေပဲဖြစ်ပါတယ်ဗျမင်္ဂလာပါဗျတမိုင်းနဲ့အမှန်တရားအစီအစဉ်ကနေအားလုံးကိုလှိုက်လှိုက်လဲလဲကြိုဆိုပါတယ်ဗျဒီနေ့ကျွန်တော်တို့အသေးစိတ်နှက်နှက်ရှိန်ရှိန်ပြောပြသွားမယ့်အကြောင်းအရာကတော့ရှေးခေတ်မြန်မာမင်းနေပြီးတော်ဒီရဲ့အသက်သွေးကြောဖြစ်တဲ့မြို့လေကောင်ကမြို့တိုင်ဒါမှမဟုတ်အချက်အခြာကြားတဲ့နေရာတွေမှာရှိတဲ့စတိုင်ကြီးတွေအကြောင်းပဲဖြစ်ပါတယ်ဗျတာမန်လူတွေသိထားကြတာကတော့ဒီမြို့တိုင်ကြီးတွေကိုအလွန်ခိုင်ခန့်တဲ့ကျွန်းတစ်ကြီးတွေကြောက်တုံးကြီးတွေနဲ့ထုစစ်ပြီးမြို့ရဲ့သင်္ကေတအနေနဲ့စိုက်ထူထားတယ်လို့ပဲထင်ကြတာပေါ့ဗျဒါပေမဲ့တမိုင်းရဲ့အမှုံဆုံးအခန်းကဏ္ဍကိုလှန်ကြည့်လိုက်ရင်တော့အဲ့ဒီတိုင်ကြီးတွေရဲ့အောက်ခြေမှာတွေးဆုံခဲ့တဲ့လျှို့ဝှက်စမ်းကြဲတဲ့ယုံကြည်မှုတွေနဲ့တိဆောက်ခဲ့တာကိုတွေ့ရမှာပါဗျကျွန်တော်တို့မြန်မာတမိုင်းမှာပကံအင်ဝအမရပူရာကနေနောက်ဆုံးမန္တလေးရတနာပုံနေပြီးတော့အထိခေတ်အဆက်ဆက်ပြောင်းလဲခဲ့ကြတယ်ဗျမင်းဧကရစ်တီဟာနန်းတီမြို့တီတော့မယ်ဆိုရင်နိုင်ငံတော်အထုံးရှည်ဖို့ရန်သူမျိုး၅ပါးရန်ကနေကာကွယ်နိုင်ဖို့အတွက်မြို့ရဲ့စွမ်းအားကိုမြင့်တင်ချင်ကြတယ်ဗျအဲ့ဒီအချိန်မှာဗုဒ္ဓဘာသာနဲ့အတူရှေးအိုးဆွဲနတ်ကိုးကွယ်မှုတွေကလည်းလူတွေရဲ့စိတ်နှလုံးထဲမှာအမြင့်တွယ်နေကြတာကိုဗျဒါကြောင့်မလို့မြို့ကိုစောင့်ရှောက်မဲ့အင်အားကြီးတဲ့နတ်မင်းတွေရှိရမယ်ဆိုတဲ့အယူအဆပေါ်လာခဲ့တယ်ဗျဒီနေရာမှာပဲမြို့စတီးတဲ့စနစ်ဒါမှမဟုတ်အသက်ရှင်လျက်လူတွေကိုမြေမြုပ်ပြီးမျိုးစောင့်နှက်ဖြစ်အောင်လုပ်တဲ့ကြောက်စရာကောင်းတဲ့အစီအစဉ်ကြီးစတင်ခဲ့တာပေါ့ဗျစတေးခံရတဲ့လူတွေကိုမြန်မာလိုတော့မြို့စတိုင်ဒါမှမဟုတ်မြို့ဆောင်လို့ခေါ်ကြပြီးသူတို့ရဲ့ဝိညာဉ်တွေဟာမြို့ရဲ့တကားဝတွေမြို့တောင်နေနဲ့မြို့လေဗဟိုတိုင်ကြီးတွေရဲ့အောက်မှာထာဝရစောင့်ရှောက်နေရတယ်လို့ယုံကြည်ခဲ့ကြတယ်ဗျဒါဟာတာမန်ရာဇဝင်ပုံမြင်တစ်ခုမဟုတ်ဘဲနဲ့ရှေးခေတ်ပရောဟိတ်တွေဘေးရင်ဆရာကြီးရဲ့တွက်ချက်မှုအရာအကောင့်တွေဖော်ခဲ့တဲ့နိုင်ငံရေးနဲ့စစ်ရေးဗျူဟာတရက်လည်းဖြစ်နေခဲ့ပြန်တယ်ဗျကဲအဲ့ဒီတော့ရှေးခေတ်ကမြို့တိုင်တွေကိုတကယ်ပဲလူအသက်တွေနဲ့ရင်းပြီးတိဆောက်ခဲ့တာလားဘလို့လူတွေကိုရွေးချယ်ပြီးစတီးခဲ့ကြတာလဲဆိုတာကိုဒီပထမပိုင်းမှာစတင်ပြီးအဖြေရှာကြည့်ကြရအောင်ဗျဒီလိုလူအသက်တွေကိုစတေးဖို့ရွေးချယ်တဲ့နေရာမှာရိုးရိုးတန်တန်စိတ်ထင်သလိုဖမ်းဆီးပြီးလုပ်ခဲ့ကြတာမဟုတ်ဘူးဗျရှေးခေတ်ပရောဟိတ်တွေနဲ့ဘေးဒင်းပညာရှင်တွေဟာဂျိုးနှက်ခတ်တွေရဲ့အသွားအလာမြို့တီမဲ့ရက်ရာစာပြတ်တရားတွေကိုတေချာတွက်ချက်ပြီးမှဘယ်နေ့မှမွေးတဲ့သူဘလို့အမှတ်အသားပါတဲ့သူတွေကိုစတေးရမယ်ဆိုပြီးအတိအကျတတ်မှတ်ခဲ့ကြတာပေါ့ဗျအထူးသဖြင့်မြန်မာရိုးရာမဟာဘုတ်ဘေးဒင်းပညာအရာမြို့ရဲ့အင်္ဂါရက်နဲ့ကိုက်ညီမဲ့နိနံတွေကိုရှာဖွေရတာဗျဥပမာတနင်းကိုညွေသားသမီးလားတနင်းလာသားသမီးလားဆိုတာမြို့တကားတစ်ခုချင်းစီရဲ့အရက်မျက်နှာအလိုက်ခွဲခြားပြီးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်ဗျကျွန်တော်တို့ပြုတ်ခေတ်မြို့ဟောင်းတွေဖြစ်တဲ့ဟန်လင်းဘိတ်တနိုးတရေခေတ်ဒရာခေတ်ကလေးကဒီလိုမြေအောက်အုပ်မြစ်တွေမှာစမ်းကြဲတဲ့စုံးကဝေအယူဆတွေနဲ့စတီးမှုတွေရှိခဲ့တယ်လို့သမိုင်းပညာရှင်တွေကယူဆကြတယ်ဗျာမန်နန်းရာဇဝင်လိုခမ်းနားတဲ့ရာဇဝင်ကျမ်းကြီးတွေမှာလည်းနန်းမြို့တည်တဲ့အခါပရောဟိတ်ရဲ့အခန်းကဏ္ဍကအင်မတန်အရေးပါခဲ့တာကိုတွေ့ရမှာပေါ့ဗျာသူတို့ဟာဘယင်မင်းမြတ်ကိုရှောက်တင်ပြီးမြို့တော်ကြီးအနှစ်တစ်ထောင်ခိုင်ခန့်ဖို့ဆိုရင်နတ်ဆိုးတွေရန်ကနေကာကွယ်ပေးနိုင်မဲ့အစွမ်းထက်ဝိညာဉ်တွေလိုအပ်တယ်လို့စီးယုံခဲ့ကြတာဗျာစတေးခံရမဲ့သူတွေထဲမှာအများဆုံးပါဝင်လေ့ရှိတာကတော့ကိုဝင်ဆောင်အမျိုးသမီးတွေဖြစ်ပါတယ်ကြဘာဖြစ်လို့လဲဆိုတော့ကိုဝင်ဆောင်အမျိုးသမီးတစ်ယောက်မှာအသက်နှစ်ချောင်းရှိနေသလိုသူတို့ရဲ့စိတ်အာရုံဟာတာမန်လူထက်ပိုပြီးပြင်းထန်တဲ့အတွက်ကြောင့်စတေးလိုက်တဲ့အခါပိုပြီးစွမ်းအားကြီးတဲ့မြို့ဆုံနဲ့ဖြစ်လာနိုင်တယ်လို့အယူမှားခဲ့ကြတာကိုဗျာဒါအပြင်အပြစ်ကင်းစင်တဲ့ကလေးသူငယ်တွေဒါမှမဟုတ်ထူးခြားတဲ့လက္ခဏာရှိတဲ့ယောက်ျားကြီးတွေကိုလည်းရွေးချယ်ပြီးမြို့တိုင်ကြီးတွေအောက်မှာအရှင်လက်လက်မြုပ်နှံခဲ့ကြတာဖြစ်ပါတယ်ဗျာဒီလိုရက်ဆက်လွန်းတဲ့အစီအစဉ်တွေဟာတိုင်းပြည်ရဲ့လုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတရားဝင်ဖြစ်နေခဲ့တာကိုတွေးကြည့်ရင်နာစရာကောင်းလာပါတယ်ဗျာဒီလိုမျိုးတိုင်းပြည်လုံခြုံရေးအတွက်ဆိုပြီးလူအသက်တွေကိုစတေးခဲ့တဲ့ရက်ဆက်မှုတွေရဲ့ကွဲရာမှာ
ရုပ်ဝတ္ထုပစ္စည်းတိဆောက်ပုံတွေကလည်းအင်မတန်အရေးကြီးခဲ့ပြန်တယ်ဗျအထူးသဖြင့်ကုန်းမောင်ခင်နောင်ပိုင်းမန္တလေးရတနာပုံနေပြည်တော်ကြီးကိုမင်းတုံမင်းတရားကြီးတီထောင်ခဲ့တဲ့တက္ကရာ1858ခုနှစ်ဝန်းကျင်ကိုကြည်လိုက်ရင်အုတ်ချုပ်သူတွေရဲ့စစ်ရေးနိုင်ငံရေးအတွေးအခေါ်တွေကိုအထင်အရှားတွေ့နိုင်တယ်ဗျမြို့ရဲ့အချက်အချာကျတဲ့ဗဟိုချက်မှဒါမှမဟုတ်နန်းတော်ကြီးရဲ့တိုင်လုံးကြီးတွေကိုဘလို့ပစ္စည်းတွေနဲ့တိဆောက်ခဲ့တယ်လေဆိုတာကစိတ်ဝင်စားစရာပဲဗျတမိုင်းမှတ်တမ်းတွေအရတော့ဒီလိုမြို့တိုင်ကြီးတွေကိုရိုးရိုးတစ်သားတွေနဲ့လုပ်ခဲ့တာမဟုတ်ဘဲနဲ့အလွန်ခိုင်ခန့်ပြီးနှစ်ပေါင်းရာချီတည်တတ်နိုင်တဲ့ကျုံးဘူကြီးတွေအထူးသဖြင့်တောနဲ့ထဲကရှာဖွေရရှိတဲ့အကာမရှိတဲ့အနှစ်ချီတတ်ကျုံးတစ်လုံးကြီးတွေကိုအသုံးပြုခဲ့ကြတယ်ဗျဒီကျုံးတစ်ကြီးတွေကိုရွေချဲတဲ့နေရာမှာလဲရိုးရိုးပဲသွားခုတ်တာမဟုတ်ဘူးဗျနန်းတွင်းပေတင်ဆရာတွေပရောဟိတ်တွေကတွက်ချက်ပြီးရွှေနန်းတော်ရဲ့အရှိအနောက်တောင်မြောက်အရက်မျက်နှာအလိုက်ဘယ်တော့ကထွက်တဲ့တစ်ကိုသုံးရမယ်ဘယ်အချိန်မှခုတ်ရမယ်ဆိုတာကိုအမိန့်တော်ထုတ်ပြန်ခဲ့တာဗျတစ်ပင်ကိုမခုတ်ခင်မှာလဲတစ်ပင်ဆောင်နတ်တွေကိုပူဇော်ပသရည်တယ်ဗျဒီလိုခမ်းနားလာတဲ့တစ်လုံးကြီးတွေရဲ့အောက်ခြေမှာတော့စောစောကပြောခဲ့တဲ့မြို့စတေးခံရသူတွေရဲ့သွေးတွေခန္ဓာကိုယ်တွေကိုမြုပ်နှံပြီးမြေကြီးရဲ့စွမ်းအားနဲ့တစ်သားရဲ့ကြန့်ခိုင်မှုကိုပေါင်းစပ်ဖို့ကြိုးစားခဲ့ကြတာပေါ့ဗျာမင်းတုံမင်းကြီးဟာတီလာတမာရီနဲ့ပြည်စုံတဲ့မင်းကောင်းမင်းမြတ်တပါးလို့တမိုင်းမှာကြော်ကြားပေမယ်တိုင်းပြည်ရဲ့ကံကြမ္မာနဲ့နန်းသက်ရှိဖို့အတွက်ဆိုရင်တော့ဒီလိုရှေးရိုးအယူအဆတွေကိုလုံးဝပိတ်ဖြတ်နိုင်ခြင်းမရှိခဲ့ဘူးဗျာမြို့ရိုးကြီးတွေရဲ့တောင်လီတောင်မြို့တကားကြီးတွေနဲ့အဓိကမြို့တိုင်ကြီးတွေစိုက်ထူမဲ့ကျင်းတွေတဲကိုတစ်လုံးကြီးတွေမချခင်မှာစတီးခံတွေကိုအရှင်အလက်လက်ချထားပြီးမှအပေါ်ကနေတစ်လုံးကြီးတွေနဲ့ဖိချပစ်ခဲ့ကြတာဗျာဒါဟာရိုးရိုးရာဇဝင်စကားမဟုတ်ဘဲနဲ့နိုင်ငံသားတန်တမန်တွေရဲ့မှတ်တမ်းတွေမှာပါဘယင်မင်းမြတ်ရဲ့အမိန့်တော်အရလျှို့ဝှက်လှုပ်ဆောင်ခဲ့ကြတယ်လို့ဖော်ပြထားတာတွေ့ရတယ်ဗျာဒီလိုမျိုးတစ်သားနဲ့လူသားရဲ့သွေးသားကိုပေါင်းစပ်ပြီးတိဆောက်ခဲ့တဲ့အုံမြာပကယ်ပဲတိုင်းပြည်ကိုကာကွယ်ပေးနိုင်ခဲ့သလားဆိုတာကတော့တမိုင်းရဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ဗျာအဲ့ဒီလိုလူသားရဲ့အသက်သွေးသားနဲ့တစ်သားရဲ့ကြန့်ခိုင်မှုကိုပေါင်းစပ်ပြီးတိဆောက်ခဲ့တဲ့စနစ်ဟာတိုင်းပြည်ပြိုကွဲမဲ့အန်ဒီရဲကနေတကယ်ပဲကာကွယ်ပေးနိုင်ခဲ့သလားဆိုတာကိုကြည့်ရင်တမိုင်းရဲ့ကံကြမ္မာဟာအင်မတန်စမ်းကြယ်လာပါတယ်ဗျာတကယ်တော့ဒီလိုသွေးစွန်းတဲ့အုတ်မြစ်ကြီးတွေရဲ့အောက်မှာပြည်သူလူထုတရက်လုံးရင်ဆိုင်ခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာကြောက်ရွံ့ထိတ်လန့်မှုကတော့မြို့တော်ကြီးတစ်ခုလုံးကိုတိတ်ဆိတ်ခြောက်ခြားသွားစေခဲ့တာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့မြို့တီနန်းတီမဲ့အချိန်ရောက်ပြီဆိုရင်ဘရင်တပ်သားတွေဟာမြို့ထဲရွာထဲမှာရှိတဲ့စတေးဖို့တတ်မှတ်ချက်နဲ့ကိုက်ညီတဲ့လူတွေကိုလျှို့ဝှက်ဖမ်းဆီးတော့မယ်ဆိုတဲ့သတင်းတွေကြောင့်လူတွေဟာအိမ်ပြင်အောင်မထွက်ရဲကြပဲကလေးတွေကိုဖွက်ထားရကိုဝင်ဆောင်တွေကိုတောထဲမောင်းထုတ်ရနဲ့အကြီးကျယ်ဒုက္ခရောက်ခဲ့ကြတာကိုဗျာဒီလိုမြို့စတေးတဲ့ဒလိဟာမြမရာဇဝင်မှာကုန်းပေါင်ခေတ်တစ်ခေတ်တည်းတင်ရှိခဲ့တာမဟုတ်ပဲနဲ့အင်းဝခေတ်ဟန်တာဝတီခေတ်တွေမှာလည်းအုတ်ချုပ်သူမင်းဆိုးရာဇာတွေဟာဒီနီးလန်းကိုပဲအားကိုးခဲ့ကြတယ်ဗျအထူးသဖြင့်စစ်မှတ်အင်အားကြီးမားတဲ့ဟန်တာဝတီစင်ဖြူရှင်ပညာဒလမင်းတရားကြီးလက်ထက်မှာလည်းမြို့ရိုးနဲ့တကားတွေကိုပြုပြင်တဲ့အခါဒီလိုပဲလူတွေကိုစတေးခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေမှာတွေ့ရပြန်တယ်ဗျဒါဟာဘာကိုပြလဲဆိုတော့ရှီးခေတ်အုတ်ချုပ်သူတွေရဲ့စိတ်ထဲမှာမိမိတို့ရဲ့အာဏာနဲ့နန်းပလင်ခိုင်မြဲဖို့အတွက်ဆိုရင်ဘလောက်ပဲရက်ဆက်တဲ့နီလန်ဖြစ်ဖြစ်သုံးရဲတယ်ဆိုတဲ့နိုင်ငံရေးစိတ်ဓာတ်ပြီးတာကိုပြနေတာပဲဖြစ်ပါတယ်ဗျပေဒင်ဆရာတွေဟာမြို့ရဲ့ဗဟိုချက်မှဖြစ်တဲ့မြို့တိုင်ကြီးအပြင်မြို့ရဲ့အရက်လေးမျက်နှာမှာရှိတဲ့တကားမကြီးတွေအတွက်လည်းတခါတည်းတွက်ချက်ခဲ့ကြတာဗျတကားတစ်ခုချင်းစီမှာစောင့်ကြက်မဲ့နတ်တွေဟာမတူညီတဲ့စွမ်းအားတွေရှိရမယ်လို့ယူဆကြတဲ့အတွက်စတေးခံရမယ်သူတွေရဲ့မွေးနေ့နံတွေကိုလည်းတေချာခွဲခြားထားတာပေါ့ဗျအရှိတခါအတွက်ဆိုရင်တနင်းကွန်းတွေဒါမှမဟုတ်တနင်းလာအနိုင်တခါအတွက်ဆိုရင်တောက်ကြဒါမှမဟုတ်စနီစသဖြင့်မြို့တီမဲ့မြေမျက်နှာပြင်နဲ့ကိုက်ညီအောင်စီစဉ်ခဲ့ကြတာဗျဒီနေရာမှာပိုပြီးထူးခြားတာကတော့ဒီလိုစတေးခံလိုက်ရတဲ့ဝိညာဉ်တွေဟာတာမန်တစီပြိတ်တာတွေလို့မဟုတ်ပဲမြို့ကိုရန်သူတွေမဖျက်ဆီးနိုင်အောင်မီးပြီးရေပြီးတွေကနေကာကွယ်ပြီးနိုင်အောင်အစွမ်းထက်တဲ့မန်တန်တွေအောက်လန်းနီးတွေနဲ့ချီနှောင်ထားခြင်းခံခဲ့ရတာဖြစ်ပါတယ်ဗျနန်းတွင်းပရောဟိတ်တွေဟာစတေးမဲ့သူကိုကျင်းတဲ့ကိုမချခင်မှာအစားတောက်တွေအကောင်းဆုံးကျွေးမွေးပြီးမင်းဟာတိုင်းပြည်ကိုစောင့်ရှောက်ရမယ်နတ်မင်းကြီးဖြစ်ရမယ်ရန်သူတွေလာရင်မောင်းထုတ်ရမယ်ဆိုပြီးစိတ်ပိုင်းဆိုင်ရာရိုက်သွင်းမှုတွေကိုလှုပ်ဆောင်ခဲ့ကြတယ်ဗျဒါဟာတေခန်နီလူရဲ့စိတ်အာယုံကိုပိုပြီးပြင်းထန်လာအောင်
အာဃာတတရားတွေပိုပြီးကြီးမားလာအောင်လုပ်တဲ့နည်းလမ်းပဲဗျအုပ်ချုပ်သူတွေကတော့ဒါကိုတိုင်းပြည်အတွက်မွန်မြတ်တဲ့ပေးဆက်မှုလို့ဆင်ခြေပေးခဲ့ကြပေမဲ့တာမန်ပြည်သူတွေအတွက်တော့ဒါဟာနှီးခင်းကြောင်တောင်မှတင်ဖြစ်ပွားနေတဲ့ကြောက်မက်ဖွယ်ရအိမ်မက်ဆိုးကြီးတစ်ခုပဲဖြစ်ပါတယ်ဗျအဲ့ဒီလိုပြည်သူတွေရင်ဆိုင်ခဲ့ရတဲ့နေကင်းကြောင်တောင်အိမ်မက်ဆိုးကြီးတွေဟာကုန်းပေါင်ခေတ်နိုင်ငံရေးအလှည့်ပြောင်းနေမှာပိုပြီးတော့ထင်ရှားလာခဲ့တယ်ဗျအထူးသဖြင့်ခရစ်နှစ်1982ခုနှစ်မြန်မာတက္ကရာ1144ခုနှစ်မှာဘိုးတော်ဖျားလိုလူသိများတဲ့ဗဒုံမင်းတရားကြီးအာဏာရလာပြီးအမရာပူရနေပြည်တော်ကြီးကိုတီထောင်တဲ့အချိန်မှာဒီလိုကြောက်မက်ဖွယ်ရာစီမံကိန်းကြီးဟာအထွတ်အထိပ်ကိုရောက်ခဲ့တာပေါ့ဗျာဘိုးတော်ဖျားဟာသူ့ရဲ့တူတော်ဖောင်းကားစားမောင်မောင်စီကနေထီးနှံကိုသွေးထွက်တန်ယိုနီးလန်းနဲ့လူယူခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့စိတ်ထဲမှာအမြဲတမ်းထိတ်လန့်ခြောက်ခြားပြီးပုံကံမှုတွေကိုကြောက်နေခဲ့တာဗျာဒါကြောင့်မို့လို့နန်းတစ်မြို့တစ်တည်တဲ့အခါမှာမြို့တော်ကြီးဘလို့မှမပြိုကွဲစီဖို့နဲ့သူ့ရဲ့အာဏာစက်ရာတပံတည်မြဲဖို့အတွက်မြို့တိုင်ကြီးတွေကိုအစွမ်းထက်ဆုံးနီးလန်းနေနဲ့စိုက်ထူဖို့နန်းတွင်းပရောဟိတ်တွေကိုအမိန့်ပေးခဲ့တာပေါ့ဗျာဒီနေရာမှာနန်းတွင်းပရောဟိတ်ကြီးတွေနဲ့ဘေးရင်အမတ်ကြီးတွေဟာမြို့ရဲ့ဗဟိုချက်မဖြစ်တဲ့မြို့မုတ်တိုင်နဲ့နန်းဦးတိုင်တွေအတွက်အပြစ်အနာအစာလုံးဝမရှိတဲ့တစ်လုံးကြီးတွေကိုရှာဖွေဖို့တစ်တော်ဝန်တွေကိုစီလွတ်ခဲ့ကြတယ်ဗျာသူတို့ရှာဖွေလာတဲ့ကျွန်းတစ်လုံးကြီးတွေဟာတာမန်ကျွန်းတစ်တွေမဟုတ်ဘဲတောနက်ထဲကနတ်တပင်ကြီးတွေလို့တတ်မှတ်ချင်းခံရတဲ့တတ်တန်းရင်အနှစ်ချိတ်တက်ကျွန်းဘူကြီးတွေဖြစ်တယ်ဗျာဒီလိုခိုင်ခန့်လာတဲ့တစ်လုံးကြီးတွေကိုအခြေခံပြီးမြေအောက်ထဲမှာလူအသက်တွေနဲ့စတီးပြီးအုံမြင့်ချဖို့တွက်ချက်ခဲ့ကြတာဗျာဘိုးတော်ဖျားရဲ့အမိန့်တော်အရမြို့ရိုးတောင်၄တောင်မြို့တကားကြီး12ခုနဲ့မြို့လေဗဟိုတိုင်ကြီးတွေအောက်မှာစတီးဖို့အတွက်လူပေါင်း90ကျော်ကိုဖမ်းဆီးခဲ့ကြတယ်လို့တမိုင်းမှတ်တမ်းအချို့မှာဖော်ပြထားတာကိုတွေ့ရတယ်ဗျာဒါဟာရှေးခေတ်မြန်မာနိုင်ငံရေးဗျူဟာမှာမြို့တီနန်းတီသွေးကြမခိုင်ဆိုတဲ့ရှေးရိုးဆွဲယုံကြည်ချက်ကိုလက်တွေ့အကောင့်ထဲပေါ်တာပဲဖြစ်ပါတယ်ဗျာအုတ်ချုပ်သူလူဒန်းစားဟာမိမိတို့ရဲ့တရားဝင်မှုကိုပြည်သူတို့ရဲ့စိတ်ထဲမှာရိုက်သွင်းဖို့အတွက်စုံကဝေအတတ်ပညာတွေအောက်လန်းမန်တန်တွေကိုနိုင်ငံတော်အဆင့်အသုံးချခဲ့တာပေါ့ဗျာအဲ့ဒီအချိန်ကဖမ်းဆီးခံရတဲ့သူတွေထဲမှာနန်းတွင်းဘေးရင်ဆရာတွေညွန်ပြတဲ့ထူးခြားတဲ့အမှတ်သားရှိသူတွေမွေးနေ့နံကိုက်ညီသူတွေပါဝင်ပြီးသူတို့ကိုမြို့တိုင်ကြီးတွေရဲ့အောက်ခြေကျင်းနဲ့ကြီးတွေထဲမှာအရှင်လက်လက်ထဲ့သွင်းမြုပ်လံပစ်ခဲ့ကြတာဗျာဒီလိုလုပ်ရကြောင်းမြို့တော်ကြီးဟာပြင်ပရန်သူတွေဘလောက်ဖေးလာတိုက်တိုက်မပြိုလဲနိုင်တော့ဘူးလို့ဘရင်နဲ့အမတ်တွေကယုံကြည်ခဲ့ကြပေမဲ့တကယ်တမ်းတော့ဒါဟာပြည်သူတို့ရဲ့ရင်ထဲမှာမကြည်နပ်မှုနဲ့ကြောက်ရွံ့မှုတွေကိုပိုပြီးပြင်းထန်စေခဲ့တဲ့အကြောင်းရင်းဖြစ်လာခဲ့တာပေါ့ဗျာအာနာစပြင်းထန်လာပါတယ်ဆိုတဲ့ဘိုးတော်ဖျားဟာမြို့တော်တိကြီးကိုခမ်းနားထေဝအောင်ဆောက်လုပ်နိုင်ခဲ့ပြီမဲ့အဲ့ဒီလိုအသက်ပေါင်းများစွာပေးဆက်ခဲ့ရတဲ့မြို့တိုင်ကြီးတွေနဲ့မြို့ရိုးကြီးတွေဟာရီးရှိမှတိုင်းပြည်ရဲ့စီးလုံးညီညွတ်မှုကိုတော့မတီးဆောက်ပေးနိုင်ခဲ့ဘူးဗျာအတွင်းပိုင်းစိတ်တပေတာအရာကြည့်ရင်တော့ဒီလိုရက်ဆက်တဲ့နီလန်းတွေဟာဘရင်အာနာကိုကြောက်ရွံ့လို့ခေါင်းငုံခံရတဲ့လူအဖွဲ့အစည်းတစ်ခုကိုပဲမွေးထုတ်ပြီးနိုင်ခဲ့ပြီရီးရှိမှာတော့တိုင်းပြည်ရဲ့အင်အားကိုတဖြည်းဖြည်းဆုပ်ယုပ်သွားစေတဲ့ဝိညာဉ်ရေးရာအမှားယွင်းကြီးတစ်ခုဖြစ်နေခဲ့ပြန်တာပေါ့ဗျာဒီလိုဝိညာဉ်ရေးရာဆုပ်ယုပ်မှုတွေနဲ့အတူကံကြမ္မာရဲ့အလှည့်အပြောင်းဟာ1819ခုနှစ်မှာဘိုးတော်ဖျားနတ်ရွာဆန်ပြီးနောက်မြီးတော်ပကြီးတော်မင်းတရားကြီးနန်းတက်လာတဲ့အခါမှာပို့ပြီးတော့တိတာထင်ရှားလာခဲ့တယ်ဗျပကြီးတော်မင်းကြီးဟာစကိုင်းကနေအင်းဝရွှေပြည်ကြီးကိုမြို့တော်ဖြစ်ပြန်လဲပြောင်းရွှေ့ပြီးနန်းတစ်မြို့တစ်တီထောင်ဖို့1823ခုနှစ်မှာစီစဉ်ခဲ့ပြန်တယ်ဗျအဲ့ဒီအချိန်မှာလဲရှေးရိုးဆွဲပရောဟိတ်တွေနဲ့စုံကဝေအတတ်ပညာရှင်တွေဟာမြို့တစ်ရဲ့အုတ်မြစ်ကိုခိုင်ခန့်စေဖို့အတွက်အရင်ခေတ်အဆက်ဆက်ကတုံးခဲ့တဲ့မြို့စတေးတဲ့စနစ်ကိုပဲထပ်ပြီးတော့အကြံပြုခဲ့ကြတာပေါ့ဗျာနန်းတွင်းကအမတ်ကြီးတွေနဲ့စစ်တူကြီးမဟာဗန္ဓုလတို့လိုပုဂ္ဂိုလ်တွေဟာမိမိတို့ရဲ့စစ်အင်အားကိုယုံကြည်မှုရှိခဲ့ကြပေမဲ့တစ်ဖက်မှာလည်းမြေအောက်ကနတ်ဝိညာဉ်တွေရဲ့စောင့်ရှောက်မှုကိုအားကိုးခြင်းနဲ့စိတ်ကရှိနေတော့မယ်ဗျာအင်းဝမျိုးတစ်ကိုပြန်လဲတီဆောက်တဲ့အခါမှာလဲမြို့တိုင်ကြီးတွေနဲ့မြို့တကားတွေရဲ့အောက်ခြေမှာလူအသက်တွေကိုလျှို့ဝှက်စတေးခဲ့ကြပြန်တယ်ဗျာဒါပေမဲ့အဲ့ဒီအချိန်မှာမြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာအင်အားကြီးထွားလာတဲ့ဗြိတိရှအင်ပါယာကြီးရဲ့ကျူးကျော်မှုအန္တရာယ်နဲ့အကြီးကျယ်ရင်ဆိုင်နေရပြီဖြစ်ပါတယ်ဗျာ1824ခုနှစ်မှာပထမအကြိမ်အင်္ဂလိပ်မြန်မာစစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အခါမှာတော့ခင်မီလက်နက်တွေစစ်ဗျူဟာတွေနဲ့လာရောက်တိုက်ခိုက်တဲ့ဗြိတိရှစစ်တပ်ကိုရင်ဆိုင်ဖို့အတွက်ဒီလိုမြေအောက်အုံမြစ်တွေနတ်ဝိညာဉ်တွေကဘယ်လို့မှမကူညီနိုင်ခဲ့ဘူးဆိုတာကိုတမိုင်းကတတ်သိပြခဲ့တယ်ဗျာအချုပ်အခြာအာဏာနဲ့နန်းပလင်ကိုသွေးစွန်းတဲ့နီလန်းတွေနဲ့ဘလောက်ပဲကာကွယ်ဖို့ကြိုးစားခဲ့ပါစီတကယ်လက်တွေ့ကဘာရဲ့ပြောင်းလဲမှုတွေနဲ့ခင်မီစစ်ပညာတွေကိုမမြင်နိုင်ခဲ့တဲ့အတွက်
ကုန်းပေါက်အင်ပါယာကြီးဟာပထမဆုံးအကြိမ်အဖြစ်ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ရင်ဆိုင်ခဲ့ရတာပေါ့ဗျာ British စစ်တူကြီး Archibald Campbell ခေါင်းဆောင်တဲ့စစ်တပ်ဟာရန်ကုန်ကိုသိမ်းပိုက်ပြီးမြို့တော်အင်းဝအထိခြိတက်လာတဲ့အခါမှာနန်းတွင်းကလူတွေဟာအကြီးအကျယ်ထိတ်လန့်ကုန်ကြတယ်ဗျာမြို့ကိုစောင့်ရှောက်နေပါတယ်ဆိုတဲ့မြို့စတိုင်ဝိညာဉ်တွေအစွမ်းထက်တဲ့မြို့တိုင်ကြီးတွေဟာ British တို့ရဲ့အမြောက်ဆန်းတွေတနက်တန်တွေကိုဘလို့မှမတားဆီးနိုင်ခဲ့ဘူးဗျာနောက်ဆုံးမှာတော့1826ခုနှစ်မှာရန်တဘိုစာချုပ်ကိုခါးသီးစွာချုပ်ဆိုခဲ့ရပြီးရခိုင်နဲ့တနင်္သာရီဒေသတွေကိုအင်္ဂလိပ်လက်ထဲအနှံခဲ့ရုံနဲ့မကပဲစစ်ရော်ကြီးငွေအများကိုလည်းပေးဆောင်ခဲ့ရတယ်ဗျာဒါဟာသွေးစွန်းခဲ့တဲ့မြို့တိုင်ကြီးတွေရဲ့အောက်ခြေကနေစတင်ခဲ့တဲ့ဝိညာဉ်ရေးရာအမှားယွင်းကနေတိုင်းပြည်ရဲ့လက်တွေ့ကြတဲ့စစ်ရေးနိုင်ငံရေးဆုံးရှုံးမှုအထိဆက်ဆက်နေတဲ့အကြောင်းရင်းဖြစ်လာခဲ့တာပေါ့ဗျာ စစ်ရှုံးပြီးနောက်ပိုင်းခါးသီးလာတဲ့ရန်တဘိုစာချုပ်ကြောင့်ပကြီးတော်မင်းတရားကြီးဟာစိတ်ချမ်းသာရေးချို့ယွင်းလာပြီးနန်းတွင်းနိုင်ငံရေးဟာလည်းအကြီးအကျယ်လှုပ်ခတ်သွားခဲ့တယ်ဗျာမင်းတရားကြီးစိတ်မချမ်းမာဖြစ်နေတဲ့အချိန်မှာမိဖုရားခေါင်ကြီးမေနုနဲ့သူ့ရဲ့မောင်အိုတို့ဟာနန်းတွင်းအာဏာအားလုံးကိုချုပ်ကင်ဖို့ကြိုးစားခဲ့ကြတာပေါ့ဗျာသူတို့ဟာအင်္ဂလိပ်တို့ရဲ့ကျူးကျော်မှုကြောင့်တိုင်းပြည်ရဲ့အင်အားချို့တဲသွားတာကိုလက်တွေ့ကျကျပြုပြင်ပြောင်းလဲဖို့ထက်ရှေးရိုးဆွဲအောက်လန်းနည်းတွေစုံကဝေအတတ်ပညာတွေနဲ့နတ်ဝိညာဉ်တွေရဲ့စွမ်းအားကိုပိုပြီးတော့အားကိုးလာခဲ့ကြတယ်ဗျာဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ရဲ့ကံကြမ္မာညှိုးမိန်လာတာဟာမြို့ဆောင်နတ်တွေရဲ့စွမ်းအားနေလို့မြို့တိုင်းကြီးတွေရဲ့အစီအရင်မခိုင်ခန့်လို့ဆိုပြီးအယူမှားခဲ့ကြတာကိုဗျာဒီလိုနဲ့နန်းတွင်းထဲမှာလျှို့ဝှက်တဲ့အစီအရင်တွေမြေအောက်အုပ်မြစ်တွေကိုပြန်လဲဆန်းသစ်တဲ့လုပ်ရက်တွေကိုပို့ပြီးတော့လှုပ်ဆောင်လာခဲ့ကြတယ်ဗျာဒါပေမဲ့အဲ့ဒီလိုလုပ်ရက်တွေဟာတိုင်းပြည်ကိုမကယ်တင်နိုင်ခဲ့ပဲပို့ပြီးတော့အုပ်ချုပ်သူလူတန်းစားအချင်းချင်းစိတ်ဝမ်းကွဲစရာဖြစ်လာခဲ့တာပေါ့ဗျာနောက်ဆုံးမှာတော့1838ခုနှစ်မှာပကြီးတော်မင်းကြီးရဲ့ညီတော်တာယာဝတီမင်းကနောင်တော်နဲ့မိဖုရားမေနုတို့ရဲ့အုပ်ချုပ်မှုကိုမကျေနပ်လို့ရွှေဘိုကနေပုံကန်ချားနာပြီးထီးနှန်းကိုလှုပ်ယူခဲ့တယ်ဗျာတာယာဝတီမင်းဟာအာဏာရလာတဲ့အခါမှာမြို့တော်ပိုကနေအမရပူရာကိုပြန်လေပြောင်းရွှေ့ပြီးနန်းတင်မြို့တစ်တီးဖို့ထပ်ပြီးတော့စီစဉ်ခဲ့ပြန်တယ်ဗျာ တာယာဝတီမင်းဟာအင်္ဂလိပ်တွေကိုအင်မတန်မုန်းတီးပြီးခံပြင်းတဲ့မင်းတစ်ပါးဖြစ်တဲ့အတွက်မိမိရဲ့စစ်အင်အားကိုမြင့်တင်ဖို့ကြိုးစားသလိုတစ်ဖက်မှာလည်းရှေးမင်းအဆက်ဆက်သုံးခဲ့တဲ့မျိုးစတေးတဲ့စနစ်ကိုပို့ပြီးတော့ပြင်းပြင်းထန်ထန်အသုံးချခဲ့တယ်လို့သမိုင်းမှတ်တမ်းအချို့မှာတွေ့ရပြန်တယ်ဗျ။သူဟာမြို့တော်သစ်အမရာပူရရဲ့မြို့တိုင်ကြီးတွေနဲ့မြို့တကားတွေကိုပုံမခိုင်မာအောင်လုပ်တဲ့နေရာမှာအရင်ခေတ်တွေထက်ပိုပြီးတော့စနစ်တကျနဲ့ရက်ဆက်တဲ့အစီအစဉ်တွေကိုသုံးခဲ့တာဗျ။ဘေးရင်ဆရာတွေပရောဟိတ်တွေကလည်းတိုင်းပြည်ကိုအင်္ဂလိပ်ရန်ကနေကာကွယ်နိုင်ဖို့ဆိုရင်ပိုပြီးတော့ထူးခြားတဲ့လက္ခဏာရှိတဲ့သူတွေစွမ်းအားကြီးမားမဲ့ဝိညာဉ်တွေကိုရှာဖွေပြီးစတေးရမယ်လို့ရှောက်တင်ခဲ့ကြတာကိုဗျ။ဒါဟာရှေးခေတ်မြန်မာနိုင်ငံရေးနဲ့စစ်ရေးဗျူဟာမှာကြုံတွေ့ခဲ့ရတဲ့ဝိညာဉ်ရေးရာရဲ့တားကောင်ဖြစ်မှုလို့ဆိုရမှာပဲဗျ။အုတ်ချုပ်သူတွေဟာပြင်ပကလာတဲ့ခေတ်မီစစ်ပညာနဲ့နီးပညာအန်တရေကိုမြေအောက်ကသွေးစွန်းတဲ့အုတ်မြစ်ကြီးတွေနဲ့ပဲကာကွယ်လို့ရမယ်ဆိုတဲ့အသိမှားကြီးထဲမှာထာဝရပိတ်မိနေခဲ့ကြတာဗျ။ကဲအဲ့ဒီတော့တာယာဝတီမင်းလက်ထက်မှာမြို့တိုင်ကြီးတွေအောက်ကိုဘလူလူတွေကိုထပ်ပြီးတော့စတေးခဲ့ကြတယ်လေအဲ့ဒီလိုလုပ်ရက်တွေကတကယ်ပဲဒုတိယအကြိမ်ကျူးကျော်လာမဲ့အင်္ဂလိပ်စစ်တပ်ကိုတားဆီးနိုင်ခဲ့သလားဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဗျ။တာယာဝတီမင်းတရားကြီးရဲ့လက်ထက်မှာဝိညာဉ်ရေးရာအစီအရင်တွေကိုပို့ပြီးတော့အားကိုးခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့ဗြိတိရှားတို့ရဲ့စစ်ရေးအန်ဒီရဲ့ကပို့ပြီးတော့နီးကပ်လာခဲ့တယ်ဗျာ။တာယာဝတီမင်းကြီးဟာနန်းသက်နောက်ပိုင်းမှာစိတ်ကြမ်းမာရေးချို့ယွင်းလာပြီးကွယ်လွန်သွားတဲ့အခါတားတော်ပကံမင်းက1846ခုနှစ်မှာနန်းတက်လာခဲ့ပြန်တယ်ဗျာ။ပကံမင်းလက်ထက်မှာတော့နန်းတွင်းနိုင်ငံကြီးဟာပိုပြီးတော့အကတိလိုက်စားမှုတွေများလာပြီးအုပ်ချုပ်ရေးရန်တရားတစ်ခုလုံးပျက်စီးယိုယွင်းလာခဲ့တာပေါ့ဗျာ။ဘရင်မင်းမြတ်ဟာတိုင်းပြည်ရေးထက်ကြက်တိုက်တာခုကစားတာတွေကိုပဲစိတ်ဝင်စားနေခဲ့ပြီးနန်းတွင်းအာဏာကိုတော့အမတ်ကြီးတွေနဲ့မြို့ဝန်တွေကစိတ်ကြိုက်ချယ်လှည့်ခဲ့ကြတယ်ဗျ။အဲ့ဒီအချိန်မှာအောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ထားတဲ့ဗြိတိရှားတွေနဲ့နေဆက်ပဋိပက္ခတွေပိုပြီးပြင်းထန်လာပြီး1852ခုနှစ်မှာဒုတိယအကြိမ်အင်္ဂလိပ်မြန်မာစစ်ပွဲစတင်ဖြစ်ပွားခဲ့ရပြန်တယ်ဗျာ။ဒီစစ်ပွဲကြီးမဖြစ်ပွားခင်မှာလဲနန်းတွင်းကဘေးဒင်းဆရာတွေနဲ့ပရောဟိတ်တွေဟာရန်သူတွေကိုတားဆီးဖို့အတွက်မြို့တော်ရဲ့ဗဟိုချက်မာတွေခါကန်တက်ကြီးတွေရဲ့အုတ်မြစ်တွေမှာအစွမ်းထက်ဆုံးအစီအရင်တွေကိုထပ်ပြီးတော့လှုပ်ဆောင်ခဲ့ကြတာဗျ။သူတို့ဟာမြေအောက်ကသွေးစွန်းတဲ့အုတ်မြစ်ကြီးတွေမြို့တိုင်ကြီးတွေရဲ့စွမ်းအားကသာ
ရန်သူအမြောက်ဆန်တွေကိုလမ်းလွဲပေးနိုင်မယ်လို့ယုံကြည်နေခဲ့ကြတော့မယ်ဗျ။ဒါပေမဲ့ British တပ်မတော်ဟာခင်မီရေနွေးငွေတုံးစစ်တင်ပေါ်တွေပို့ပြီးတော့အဖြတ်ဆွမ်းအားကြီးတဲ့အမြောက်တွေကိုအသုံးပြုပြီးရန်ကုန်ဒလနဲ့ပဲခူးဒေသတွေကိုတဆင့်ပြီးတဆင့်အလွယ်တကူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတယ်ဗျ။နန်းတွင်းကတွက်ချက်ခဲ့တဲ့မန်တန်တွေစတီးခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေဟာ British တို့ရဲ့စစ်တင်ပိုးကြီးတွေကနေပြစ်ခတ်လိုက်တဲ့ဘုံစံတွေကိုဘလို့မှမတားဆီးနိုင်ခဲ့ဘူးဗျ။ ဒီစစ်ပွဲကြီးမဖြစ်ပွားခင်မှာလဲနန်းတွင်းကဘေးဒင်ဆရာတွေနဲ့ပရောဟိတ်တွေဟာရန်သူတွေကိုတားဆီးဖို့အတွက်မြို့တော်ရဲ့ဗဟိုချက်မှတွေခက်ခန်တက်ကြီးတွေရဲ့အုပ်မြစ်တွေမှာအစွမ်းထက်ဆုံးအစီရင်တွေကိုထပ်ပြီးတော့လှုပ်ဆောင်ခဲ့ကြတာဗျ။သူတို့ဟာမြေအောက်ကသွေးစွန်းတဲ့အုပ်မြစ်ကြီးတွေမြို့တိုင်ကြီးတွေရဲ့စွမ်းအားကသာရန်သူအမြောက်ဆန်တွေကိုလမ်းလွဲပေးနိုင်မယ်လို့ယုံကြည်နေခဲ့ကြတော့ပဲဗျ။ဒါပေမဲ့ British တပ်မတော်ဟာခင်မီရေနွေးငွေသုံးစစ်တင်ပိုးတွေပို့ပြီးတော့အဖြတ်စွမ်းအားကြီးတဲ့အမြောက်တွေကိုအသုံးပြုပြီးရန်ကုန်ဒလနဲ့ပဲခူးဒေသတွေကိုတဆင့်ပြီးတဆင့်အလွယ်တကူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတယ်ဗျ။နန်းတွင်းကတွက်ချက်ခဲ့တဲ့မန်တန်တွေစတီးခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေဟာ British တို့ရဲ့စစ်တင်ပိုးကြီးတွေကနေပြစ်ခတ်လိုက်တဲ့ဘုံစံတွေကိုဘလို့မှမတားဆီးနိုင်ခဲ့ဘူးဗျ။ ဒါဟာအုတ်ချုပ်သူလူဒန်းစားရဲ့အတွေးအခေါ်ပိုင်းဆိုင်ရာကြဆုံးမှုကြီးကိုပြနေတာပဲဖြစ်ပါတယ်ဗျ။ကဘာကြီးကစက်မှုတော်လန်ရေးကြောင့်ပြောင်းလဲနေပြီစစ်ပညာတွေကခင်မိနေပြီဆိုတာကိုမျက်ကွယ်ပြုပြီးမြေအောက်ကတစ်တိုင်ကြီးတွေလူအသက်တွေနဲ့ပဲတိုင်းပြည်ကိုကာကွယ်ဖို့စူးစမ်းခဲ့တဲ့ရလဒ်ကတော့အင်မတန်မှခါသီလာတဲ့ပဲခူးတိုင်းတစ်ခုလုံးဆုံးရှုံးရခြင်းပဲဖြစ်ပါတယ်ဗျ။ပဲခူးဒေသဟာမြန်မာနိုင်ငံအတွက်စိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးရဲ့အသက်သွေးကြောဖြစ်တဲ့အတွက်ဒီဒေသဆုံးရှုံးသွားတာဟာကုန်းပေါင်အင်ပါယာကြီးရဲ့စီးပွားရေးနဲ့စစ်ရေးအင်အားကိုအကြီးအကျယ်ကျိုးပြတ်သွားစေခဲ့တာပေါ့ဗျာ။ပြည်သူလူထုဟာလည်းတစ်ဖက်မှာစစ်ပီးစစ်တမ်းကိုခံရတယ်လို့တစ်ဖက်မှာလည်းနန်းတွင်းရဲ့ရက်ဆက်လှတဲ့ဖမ်းဆီးစတီးမှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာခြောက်ခြားမှုတွေကဘာမီးလောင်တယ်လို့ခံစားခဲ့ကြရတယ်ဗျ။ကံကြမ္မာရဲ့အလှည့်ပြောင်းအရာဒီလိုဆုံးရှုံးမှုကြီးတွေဖြစ်ပွားပြီးတဲ့နောက်မှာတော့နန်းတွင်းမှာပကံမင်းကိုဖေရှားပြီးတိုင်းပြည်ကိုတကယ်ပြုတ်ပြင်ပြောင်းလဲခြင်းနဲ့မင်းကောင်းမင်းမြတ်တပါပေါ်ထွန်းလာဖို့အကြောင်းဖန်လာခဲ့ပြန်တယ်ဗျ။ဒီလိုနဲ့အောက်မြန်မာနိုင်ငံတစ်ခုလုံးဆုံးရှုံးပြီးတိုင်းပြည်ကြီးပျက်စီးလူနီးပါးဖြစ်နေတဲ့အခြေအနေစိုးကြီးထဲကနေမင်းတုံမင်းတရားကြီးဟာနောင်တော်ပကံမင်းကိုဖယ်ရှားပြီး1853ခုနှစ်မှာထီးနန်းကိုဆက်ခံခဲ့ရတာပေါ့ဗျာမင်းတုံမင်းကြီးဟာဗုဒ္ဓဘာသာကိုတောက်ဝင်ယုံကြည်ပြီးတိုင်းပြည်ကိုခင်မိအောင်ပြုပြင်ပြောင်းလဲခြင်းနဲ့မင်းကောင်းမင်းမြတ်တပါဖြစ်ပေမဲ့သူ့ရဲ့ရင်ထဲမှာတော့စစ်ရှုံးထားတဲ့အမရပူရနန်းတော်ကြီးရဲ့နမိတ်မကောင်းတဲ့စွမ်းအားတွေစိတ်ပိုင်းဆိုင်ရာပိတ်မိမှုတွေကိုအကြီးအကျယ်ခံစားနေရတယ်ဗျာဒါကြောင့်မလို့ကုန်းပေါင်အင်ပါယာရဲ့ကံကြမ္မာကိုအစ်စ်ကနေပြန်ဆဖို့အင်္ဂလိပ်တို့ရဲ့ချင်းချောက်မှုနဲ့ဝေးရာရတနာပုံမန္တလေးတောင်ချီမှာမြို့တစ်တီးဖို့1858ခုနှစ်မှာဆုံးဖြတ်ခဲ့တာပေါ့ဗျာဒီနေရာမှာမန္တလေးရတနာပုံနေပြည်တော်ကြီးကိုတိဆောက်တဲ့အခါရှေးရိုးဆွဲပရောဟိတ်တွေနဲ့ဘေးရင်းဆရာတွေဟာမြို့တော်အသစ်ကြီးအနှစ်1000ခိုင်ခန့်ဖို့အတွက်အရင်ခေတ်တွေထက်ပိုပြီးတော့ခမ်းနားတဲ့မြို့စတီးတဲ့အစည်းအဝေးတွေကိုထပ်ပြီးတင်ပြလာခဲ့ကြပြန်နေဗျာမင်းတုံမင်းကြီးဟာပြင်စမသင်္ကာယနာတင်မဲ့တီလသမာဓိရှိတဲ့မင်းဖြစ်လို့လူအသက်တွေကိုအရှင်လက်လက်တက်ပြီးစတေးရမယ့်အလုပ်ကိုလုံးဝမလုပ်ချင်ခဲ့ဘူးဗျာဒါဟာသူ့ရဲ့သာသနာပြုမင်းဆိုတဲ့ဂုံပုံနဲ့လုံးဝဆန့်ကျင်နေတာကိုဗျာဒါပေမဲ့တိုင်းပြည်ရဲ့လုံခြုံရေးနဲ့နန်းပလင်တည်မြဲရေးဆိုတဲ့ရှေးရိုးဆွဲယုံကြည်မှုတွေအမတ်ကြီးတွေရဲ့ဖိအားပေးမှုတွေကိုလည်းလုံးဝပယ်ဖြတ်ဖို့ခက်ခဲနေခဲ့ပြန်နေဗျာဒါကြောင့်မို့လို့မင်းတုံမင်းကြီးရဲ့စိတ်ထဲမှာဘာသာရေးယုံကြည်မှုနဲ့နိုင်ငံတော်တည်ငြိမ်ကြီးကြားမှာကြီးမားတဲ့စိတ်တွေးဟာဖြစ်မှုတွေပဋိပက္ခတွေကြုံတွေ့ကြရတာဖြစ်ပါတယ်ဗျနန်းတွင်းပေတင်ဆရာတွေကတော့မန္တလေးမြို့ရိုးရဲ့တကားကြီး12ခု1400နဲ့မြို့လေခေါင်ကနန်းဦးမြို့တိုင်ကြီးတွေရဲ့အောက်ခြေမှာလျှို့ဝှက်စမ်းကြဲတဲ့ဝိညာဉ်ရေးရာအစီအရင်တွေကိုမဖြစ်မနေလုပ်ရမယ်လို့တိုက်တွန်းခဲ့ကြတယ်ဗျသူတို့ကတိုင်းပြည်ရဲ့ကံကြမ္မာကိုမြင့်တင်ဖို့ဆိုရင်ထူးခြားတဲ့နေနံရှိသူတွေကိုရှာဖွေပြီးမြေမြုပ်ရမယ်လို့ရှောက်တင်ကြတဲ့အခါမင်းတုံမင်းကြီးဟာပြက်ပြက်သားသားညင်းပယ်ဖို့ကြိုးစားခဲ့တယ်လို့အချို့သောမှတ်တမ်းတွေမှာဆိုထားတယ်ဗျဒါပေမဲ့လက်တွေ့မှာတော့ဘယင်မသိအောင်နန်းတွင်းကအရှိန်အဝါကြီးတဲ့အမတ်တွေနဲ့ပရောဟိတ်တွေကလျှို့ဝှက်ကွပ်မျက်မှုတွေစတေးမှုတွေကိုလှုပ်ဆောင်ခဲ့ကြတယ်ဆိုတဲ့ကော်လာဟလတွေနဲ့တမိုင်းကွက်လက်တွေကလေ
ရှိနေခဲ့ပြန်တယ်ဗျဒီလိုနဲ့မန္တလေးနန်းတော်ကြီးရဲ့ကျွန်းသစ်လုံးကြီးတွေနဲ့မြို့တိုင်ကြီးတွေကိုစိုက်ထူတဲ့အခါမှာအပေါ်ယံကြီးရင်တော့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေနဲ့တန့်စင်နေတယ်လို့ရှိပေမဲ့မြေအောက်အုံမြစ်ထဲမှာတော့ရှေးဟောင်းဒလိဆိုးတွေရဲ့အရေးအယောင်တွေကလုံးဝပျောက်ကွယ်မသွားခဲ့ဘူးဗျအုတ်ချုပ်သူလူတန်းစားဟာတိုင်းပြည်ကိုအနောက်နိုင်ငံသားတွေရဲ့အန်ဒီယေကနေကာကွယ်ဖို့ခင်မီစက်မှုပညာတွေကိုလေ့လာရင်းနဲ့ပဲတစ်ဖက်မှာလည်းမြေအောက်ကဝိညာဉ်တွေရဲ့စွမ်းအားကိုစုပ်ကင်ထားခြင်းနဲ့အစွဲအလန်းကြီးကနေရုံးမထွက်နိုင်ခဲ့ကြဘူးဗျဒါဟာကုန်းပေါင်ခေတ်နောင်ပိုင်းအုတ်ချုပ်သူတွေရဲ့စိတ်တပေတာမှာကြုံတွေ့ခဲ့ရတဲ့ခေတ်ဟောင်းနဲ့ခေတ်သစ်ကြားကဝိညာဉ်ရေးရာလွန်ဆွဲပွဲကြီးတစ်ခုပဲဖြစ်ပါတယ်ဗျဒီလိုခေတ်ဟောင်းနဲ့ခေတ်သစ်ကြားကဝိညာဉ်ရေးရာလွန်ဆွဲပွဲကြီးဟာခရစ်နှစ်1858ခုနှစ်မြန်မာတက္ကရာ1220ပြည့်နှစ်မန္တလေးရတနာပုံနန်းမြို့တော်ကြီးကိုတကယ့်လက်တွေ့တည်ဆောက်တဲ့နေရာမှာအထင်ရှားပေါ်ထွက်လာခဲ့တယ်ဗျမင်းတော်မင်းတရားကြီးဟာနန်းတော်ကြီးရဲ့ဗဟိုချက်မဖြစ်တဲ့မြို့တိုင်ကြီးတွေစိုက်ထူဖို့အတွက်မြေနေရာတွေကိုသတ်မှတ်တဲ့အခါမှာရှီအိုးဆွဲပရောဟိတ်တွေရဲ့အစီအမံတွေကိုလုံးဝဥပိ္ပခာမပြုတ်နိုင်ခဲ့ဘူးဗျဘယင်မင်းမြတ်ကတော့ဗုဒ္ဓဘာသာထုံတန်းစင်တလာအရာယတနာ၃ပါးကိုပူဇော်ပြီးစီအိုးတွေရွှေအိုးငွေအိုးတွေကိုပဲအုံမြအောက်မှာမြုပ်နှံဖို့အမိန့်တော်ချမှတ်ခဲ့တာပေါ့ဗျဒါပေမဲ့နန်းတွင်းထဲမှာရှိနေတဲ့စစ်သူကြီးတွေနဲ့အမတ်ကြီးအချို့ကတော့တိုင်းပြည်ရဲ့ကံကြမ္မာဟာအနောက်နိုင်ငံသားတွေရဲ့အမြောက်ဆန်တွေအောက်မှာပြာကျမတွားဖို့ဆိုရင်ပို့ပြီးတော့ပြင်းထန်တဲ့အစီအရင်တွေလိုအပ်တယ်လို့တိတ်တဆိတ်ယုံကြည်နေခဲ့ကြတော့မယ်ဗျာတမိုင်းရဲ့တရားဝင်မှတ်တမ်းတွေမှာတော့မန္တလေးမြို့တည်တဲ့အခါလူအသက်တွေကိုစတေးခဲ့ခြင်းမရှိပဲတီဟုံစီအိုးတွေကိုပဲမြုပ်နှံခဲ့တယ်လို့ဖော်ပြထားပေမဲ့ပြည်သူလူထုကြားထဲမှာတော့ကြောက်မက်ဖွယ်ရာကောလာဟလတွေကတော်မီလို့ပြန့်နှံ့သွားခဲ့တယ်ဗျာမြို့ရိုးထောင်၄ထောင်မြို့တကား12ခုနဲ့နန်းဦးပြာသားတော်ကြီးရဲ့အတိကမြို့တိုင်ကြီးတွေအောက်မှာစုစုပေါင်းလူပေါင်း90ကျော်ကိုလျှို့ဝှက်ဖမ်းဆီးပြီးအရှင်လက်လက်မြုပ်နှံခဲ့ကြတယ်ဆိုတဲ့သတင်းတွေကြောင့်ရွှေမျိုးတော်တစ်ကြီးတစ်ခုလုံးဟာခြောက်ချမှုတွေနဲ့ပြည့်နှက်နေခဲ့တာပေါ့ဗျာအထူးသဖြင့်ညဘက်တွေမှာမြို့ထဲမှာလမ်းလျှောက်နေတဲ့တာမန်လူတွေကလေးသူငယ်တွေနဲ့ကိုဝန်ဆောင်အမျိုးသမီးတွေဟာနန်းတွင်းကလွတ်လိုက်တဲ့ဖမ်းဆီးရေးသမားတွေရဲ့အန်ဒီယေကနေဘလို့မှမလွတ်ကင်းနိုင်ခဲ့ကြဘူးဗျာအုတ်ချုပ်သူလူဒန်းစားရဲ့နိုင်ငံရေးစိတ်ဓာတ်ဗေဒအရာကြည့်ရင်တော့ဒီလိုကောလာဟလတွေဟာပြည်သူတွေကိုဘရင်အာဏာစက်အောက်မှာငြိမ်ဝှက်ပြပြသွားအောင်လုပ်တဲ့ခြောက်လှန့်မှုပြူဟာတစ်ခုလည်းဖြစ်နိုင်တယ်ဗျာခေပြိုင်ပြင်းတင်တဲ့အင်္ဂလိပ်တန်တမန်တွေရဲ့မှတ်တမ်းအချို့မှာတော့မန္တလေးနန်းတော်ကြီးတိဆောက်ပုံဟာအပြင်ပန်းမှာတော့အင်မတန်ခမ်းနားထဲဝါပြီးခင်မီစက်ယုံတွေလက်နက်တိုက်တွေကိုတိဆောက်နေခဲ့ပေမဲ့အတွင်းပိုင်းမြေအောက်အုံမြစ်တွေမှာတော့အမောင်တုကဖုံးလွှမ်းနေခဲ့တယ်လို့ရေးသားခဲ့ကြတယ်ဗျာကနောင်မင်းသားကြီးခေါင်းဆောင်တဲ့ခင်မီတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာတစ်ဖက်မှာအရှိန်အဟုန်နဲ့တွားနေပေမဲ့အခြားတစ်ဖက်မှာတော့ရှီဟုံဆုံးကဝီအတတ်ပညာတွေနဲ့မြို့တိုင်ကြီးတွေကိုဝိညာဉ်တွေနဲ့ချီနှောင်တဲ့လောက်ရက်တွေကလည်းရပ်တန့်မသွားခဲ့ဘူးဗျာဒီလိုနဲ့နန်းဦးမုတ်တိုင်ကြီးကိုစိုက်ထူတဲ့နေ့မှာတော့ရွှေနန်းတော်ကြီးရဲ့ဝင်းအတွင်းထဲမှာကြီးမားတဲ့ကျင်းနက်ကြီးကိုတူးဆောက်ခဲ့ကြတယ်ဗျာအဲ့ဒီကျင်းကြီးရဲ့အောက်ခြေမှာမြုပ်နှံမဲ့ပစ္စည်းတွေနဲ့အတူစတေးခံဝိညာဉ်တွေရဲ့အော်ဟစ်တန်တွေဟာမြေအောက်ထဲမှာထာဝရနစ်မြုပ်သွားခဲ့ရတယ်လို့လူတွေကယူဆခဲ့ကြတာပေါ့ဗျာအုတ်ချုပ်သူတွေဟာနီးပညာအသစ်တွေကိုအားကိုးချင်ပေမဲ့မိမိတို့ရဲ့စိတ်နှလုံးထဲကကြောက်ရွံ့မှုတွေကိုတော့မြေအောက်ကတွေးဆွန်းတဲ့အုံမြစ်ကြီးတွေနဲ့ပဲဖုံးကွယ်ဖို့ကြိုးစားခဲ့ကြတာဗျာဒါဟာကုန်းပေါင်အင်ပါယာကြီးရဲ့နောက်ဆုံးနေပြည်တော်ကြီးကိုတိဆောက်တဲ့နေရာမှာကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးသောယဉ်ကျေးမှုဆိုင်ရာပဋိပက္ခကြီးတစ်ခုဖြစ်ပြီးအဲ့ဒီလိုတန်တရားတွေနဲ့တိဆောက်ခဲ့တဲ့မြို့တိုင်ကြီးတွေဟာနောက်ပိုင်းမှာတိုင်းပြည်ရဲ့ကံကြမ္မာအပေါ်ဘယ်လိုမျိုးတက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့ဆက်ပြီးတော့လေ့လာရမယ့်အချက်ပဲဖြစ်ပါတယ်ဗျာအဲ့ဒီလိုမျိုးနီးပညာအသစ်တွေနဲ့ရှေးဟောင်းအယူအဆတွေကြားလွန်ဆွဲပြီးတိဆောက်ခဲ့တဲ့မန္တလေးရတနာပုံနန်းတော်ကြီးရဲ့တိုင်လုံးကြီးတွေဟာတကယ်တမ်းတော့ပြင်ပရန်သူဖြစ်တဲ့အင်္ဂလိပ်တွေကိုပဲကြောက်ရွံ့ပြီးအကာအကွယ်ပေးဖို့စီစဉ်ခဲ့ကြတာဗျာဒါပေမဲ့တမိုင်းရဲ့ကံကြမ္မာကတော့အင်ပတန်ခါးသီးစမ်းကြယ်လွန်းပါတယ်ဗျာတိုင်းပြည်ကိုအဆင့်မြင့်တင်ဖို့စ조사နေတဲ့အချိန်ခရစ်နှစ်1866ခုနှစ်မြန်မာတက္ကရာ1228ခုနှစ်ဝန်းကျင်မှာတော့နန်းတော်ကြီးရဲ့အုတ်မြစ်ကိုလှုပ်ခတ်သွားစေမဲ့ကြီးမားတဲ့သွေးထွက်တန်ယုံမှုကြီးကပြင်ပကလာတာမဟုတ်ပဲနန်းတွင်းတွေကလည်းစတင်ခဲ့တာပေါ့ဗျာအဲ့ဒါကတော့တမိုင်းမှာအင်ပတန်ကြော်ကြားလာတဲ့မြင်းကိုမြင်းခုံတိုင်းအရေးအခင်းပဲဖြစ်ပါတယ်ဗျာမင်းတော်မင်းကြီးရဲ့သားတော်တွေဖြစ်တဲ့မြင်းကိုမင်းသားနဲ့မြင်းခုံတိုင်းမင်းသားတို့ဟာမိမိတို့ရဲ့ဘရင်ဖခင်နဲ့ဘရင်ညီတော်အင်းရှိဆန်ကနောင်မင်းသားကြီးအပေါ်မကြည်နဲ့ကြပဲလျှို့ဝှက်ပုံကံမှုကြီးကိုလှုပ်ဆောင်ခဲ့ကြတာဗျာအဲ့ဒီနေ့ကကနောင်မင်းသားကြီးဟာနန်းတော်အတွင်းကလွတ်တော်အနီး
ခမ်းနားလာတဲ့ကျွန်းသက်တိုင်ကြီးတွေဝင်းရံထားတဲ့နေရာမှာတိုင်းပြည်ရဲ့ခေတ်မီရေးစစီမံကိန်းတွေကိုဆွေးနွေးနေခဲ့တာဗျာရုတ်တရက်ဆိုသလိုမြင်းကွန်းမင်းသားရဲ့လက်ပါစီတွေဟာနန်းတော်ထဲကိုလက်နက်တွေနဲ့ဝင်ရောက်စီးနင်းပြီးကနောင်မင်းသားကြီးကိုရက်ရက်ဆက်ဆက်လှုပ်ကြံကွပ်မျက်ပစ်ခဲ့ကြတယ်ဗျာတိုင်းပြည်ရဲ့အသက်သွေးကြောခေတ်မီစက်မှုတော်လှန်ရေးရဲ့ခေါင်းဆောင်ကြီးဟာမိမိတို့သွေးနဲ့သားနဲ့ပူဇော်ထားပါတယ်ဆိုတဲ့နန်းဦးတိုင်ကြီးတွေရဲ့ရှေ့မှောက်မှာတင်အသက်ပျောက်သွားခဲ့ရတာပေါ့ဗျာမြို့ကိုစောင့်ရှောက်နေပါတယ်ဆိုတဲ့မြေအောက်ကဝိညာဉ်တွေနက်ခတ်ပေတင်ပညာအရာစိုက်ထူထားတဲ့မြို့တိုင်ကြီးတွေဟာနန်းတွင်တွေကအာနာလူပွဲရဲ့သွေးစွန်းမှုနဲ့တစ္ဆာဖောက်မှုကိုဘလို့မှမတားဆီးနိုင်ခဲ့ဘူးဗျာဒီအဖြစ်အပျက်ကြောင့်မင်းတုံမင်းတရားကြီးဟာလည်းအသက်ဘေးကနေတီးတီးလေးလွတ်မြောက်ခဲ့ရပြီးနန်းတော်ကြီးရဲ့ရင်ပြင်ပေါ်မှာတားတော်တွေရဲ့ကောက်ကျစ်မှုကိုကြည့်ပြီးအကြီးအကျယ်ရင်ကွဲနာကြခဲ့ရတယ်ဗျာခင်မီတိုင်းပြည်ပြုပြင်ပြောင်းလဲရေးရဲ့အင်ဂျင်နီယာကြီးဖြစ်တဲ့ကနောင်မင်းသားကြီးဆုံးရှုံးသွားတာဟာကုန်းပေါင်အင်ပါယာရဲ့ခင်မီမျော်လင့်ချက်အားလုံးကိုပြာကျသွားစေခဲ့တာပေါ့ဗျာအုတ်ချုပ်သူတွေဟာမြေအောက်ထဲမှာလူအသက်တွေစတီးပြီးမြို့ကိုဘလောင်းပဲကာကွယ်ဖို့ကြိုးစားခဲ့ပါစေအတွင်းပိုင်းကစီလုံးမျိုးပြပြသွားတဲ့အခါနန်းဒီကိုပြင်းထန်လာတဲ့အခါမှာတော့အဲ့ဒီကျွန်းတဲ့တိုင်းကြီးတွေဟာပါမန်တစ်သားရုံးကြီးတွေအဖြစ်ပဲတတ်ရက်နေကြတယ်ဒါဟာတမန်ကြီးမာတင်ခန်းစားတစ်ခုဖြစ်တိုင်းပြည်တစ်ခုရဲ့အုံညာမြေအောက်တွေးဆိုးတဲ့အစီအစဉ်ရှိတာမဟုတ်ပဲစီလုံးတရားမျှတမှုရှိတယ်ဆိုတာပြဖြစ်ပါတယ်ဗျာအဲ့ဒီလိုလူတွေရဲ့စီလုံးမှုနဲ့တရားမျှတမှုမရှိဘဲသွေးစွန်းခဲ့တဲ့နန်းဦးတိုင်ကြီးတွေဟာကနောင်မင်းသားကြီးကြာဆုံးသွားပြီးတဲ့နောက်မှာတော့မန္တလေးရတနာပေါ်နန်းတော်ကြီးတစ်ခုလုံးကိုခြောက်ခြားစိတ်တုံနဲ့အမှောင်တို့ကြီးဖုံးလွှမ်းသွားစေခဲ့တယ်ဗျာမိမိတို့အားကိုးယုံကြည်ခဲ့တဲ့မြေအောက်အစီအရင်တွေဟာအတွင်းကတစ္ဆာဖောက်မှုကိုမတားဆီးနိုင်ခဲ့တဲ့အတွက်မင်းတုံမင်းတရားကြီးဟာလည်းနန်းသက်နှောင်းပိုင်းမှာစိတ်ပိုင်းဆိုင်ရာအကြီးအကျယ်ပျက်စီးပြီးဘာသာရေးဘက်ကိုပဲအစွန်းရောက်အောင်လှည့်လိုက်ပါတော့တယ်ဗျာဒါပေမဲ့နန်းတွင်းကအုတ်ချုပ်သူလူဒန်းစားတွေရဲ့စိတ်ထဲမှာတော့တိုင်းပြည်ရဲ့ကံကြမ္မာမေးမိန်လာတာဟာမျိုးစောင်းနတ်တွေရဲ့အမျက်ဒေါသကြောင့်မျိုးတိုင်ကြီးတွေရဲ့စွမ်းအားယုံလျော့လာလို့ဆိုတဲ့အယူမားကြီးကတော့လုံးဝပျောက်မသွားခဲ့ဘူးဗျာခရစ်နှစ်1888ခုနှစ်မြန်မာတက္ကရာ1240ပြည့်နှစ်မှာမင်းတုံမင်းကြီးနန်းရွာဆန်တော်မူပြီးတဲ့နောက်ကုန်းပေါင်ရာဇဝင်ရဲ့နောက်ဆုံးအခန်းကဏ္ဍဖြစ်တဲ့တီဘောမင်းလက်ထက်ကိုရောက်ရှိလာခဲ့တယ်ဗျာတီဘောမင်းဟာနန်းတွင်အရှုပ်တော်ပုံတွေကြားထဲကနေစင်ဖြူမရှိမိဖုရားကြီးနဲ့စုဖျားလက်တို့ရဲ့ပံ့ပိုးမှုနဲ့ထီးနှန်းကိုဆက်ခံခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့အာဏာစဟာအင်မတန်မှပျော့အီနေခဲ့တာပေါ့ဗျာအဲ့ဒီအချိန်မှာနန်းတွင်ကပရောဟိတ်တွေနဲ့ဘီရင်ဆရာတွေဟာအစ်စ်တက်လာတဲ့ဘရင်ရဲ့ကံကြမ္မာညှိုးနွမ်းနေတယ်နန်းပလင်ခိုင်မြဲဖို့ဆိုရင်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့လျှို့ဝှက်အစီရင်တွေကိုလုပ်ရမယ်ဆိုပြီးအကြံပြုလာကြပြန်တယ်ဗျာအဲ့ဒီအကြံပြုချက်တွေရဲ့ရလဒ်ကတော့1889ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ရက်ဆက်လွန်းလှတဲ့နန်းတွင်းအစုလိုက်အပြုံလိုက်ကွမျက်မှုကြီးပဲဖြစ်ပါတယ်ဗျာတီဘောမင်းရဲ့အာဏာကိုချိန်ချောက်နိုင်တဲ့မင်းသားတွေမင်းသမီးတွေနဲ့တော်ဝင်ဆွေတော်မျိုးတော်ပေါင်း80ကျော်ကိုဖမ်းဆီးပြီးနန်းတော်ဝင်းအတွင်းထဲမှာရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ကြတာဗျာထူးခြားတာကတော့ဒီလိုတပ်ဖြတ်တဲ့နေရာမှာသွေးမြေမကျစေရဘူးဆိုတဲ့ရှေးထုံးစင်လာအရာကွမျက်ခံရသူတွေကိုကတ်တီပါအိမ်နီတွေထဲထည့်ပြီးတုတ်နဲ့ရိုက်တက်ခဲ့ကြသလိုသူတို့ရဲ့ရုပ်အလောင်းတွေကိုလည်းနန်းတော်ရဲ့တတိုင်းတွေမျိုးရိုးတွေရဲ့အောက်ခြေအနီးမှာရှုပ်ဝှက်မြုပ်လှန်ပစ်ခဲ့ကြတာဗျာဒါရိုးရိုးရာဇဝတ်မှုတစ်ခုတည်းမဟုတ်ပဲမြို့ရဲ့အုံမြင့်နဲ့နန်းတော်ရဲ့စွမ်းအားကိုတော်ဝင်အသွေးအသားတွေနဲ့ပြန်လည်ဆန်းသစ်ဖို့ကြိုးစားခဲ့တဲ့စမ်းကြဲတဲ့အောက်လှမ်းပြည်တွေတရက်လည်းဖြစ်နေခဲ့ပြန်တယ်ဗျာဒီလိုမျိုးတော်ဝင်ဆွေတော်မျိုးတော်တွေရဲ့အော်ဟစ်တန်တွေသွေးညီနန်းတွေဟာမန္တလေးနန်းတော်ကြီးရဲ့ကျွန်းတစ်တိုင်ကြီးတွေကြားထဲမှာပဲ့တင်ထပ်နေခဲ့ပြီးပြည်သူလူထုတရက်လုံးကိုလည်းခြောက်ခြားတုံလှုပ်သွားစေခဲ့တယ်ဗျာဘေးရင်စရာတွေကတော့ဒါဟာတိုင်းပြည်ရဲ့လုံခြုံရေးနဲ့ဘရင်အာဏာခိုင်မြဲဖို့အတွက်မဖြစ်မနေပေးဆက်ရတာလို့စင်ချေပေးခဲ့ကြပေမယ့်တကယ်လက်တွေ့မှာတော့ဒါဟာကုန်းပေါင်အင်ပါယာကြီးရဲ့နောက်ဆုံးနေဝင်ချိန်ကိုပိုပြီးတော့မြန်ဆန်သွားစေခဲ့တဲ့ဝိညာဉ်ရေးရာနဲ့နိုင်ငံရေးဆိုင်ရာအမှားယွင်းကြီးတစ်ခုဖြစ်ခဲ့တာပေါ့ဗျာနန်းတွင်းတွေကရက်စက်မှုတွေကြောင့်ပြည်သူတွေရဲ့ထောက်ခံမှုလုံးဝဆုံးရှုံးသွားခဲ့ရသလို
ပြင်ပကစောင့်ကြည့်နေတဲ့ British Empire ကြီးတို့လည်းတိုင်းပြည်ကိုလုံးဝသိမ်းပိုက်ဖို့အကောင်းဆုံးအကြောင်းပြချက်တစ်ခုဖြစ်သွားစေခဲ့ပါတယ်ဗျာအဲ့ဒီလိုတော်ဝင်ဆွေတော်မျိုးတော်တွေကိုအစုလိုက်အပြုံလိုက်ကွပ်မျက်ခဲ့တဲ့သတင်းဆိုးကြီးဟာ British Empire ကြီးအတွက်အောက်မြန်မာနိုင်ငံကနေအထက်မြန်မာနိုင်ငံကိုလုံးဝသိမ်းပိုက်ဖို့အကောင်းဆုံးစစ်ရေးအကြောင်းပြချက်ဖြစ်သွားခဲ့တယ်ဗျာခရစ်နှစ်1885ခုနှစ်မြန်မာတက္ကရာ1248ခုနှစ်ဝန်းကျင်မှာတော့ကုန်းပေါင်မင်းဆက်ရဲ့ကံကြမ္မာဟာနေဝင်ချိန်ကိုတကယ့်ကိုဆိုက်ရောက်လာခဲ့ပြီဗျာတီဘောမင်းနဲ့နန်းတွင်းကအမတ်ကြီးတွေဟာဗြိတိရှားတို့ရဲ့စစ်ရေးချင်းချောက်မှုကိုရင်ဆိုင်ဖို့အတွက်ပြင်သစ်နိုင်ငံနဲ့လျှို့ဝှက်မဟာမိတ်ဖွဲ့ဖို့ကြိုးစားခဲ့ကြပေမဲ့အဲ့ဒီလောက်ရက်ကပဲဗြိတိရှားတို့ရဲ့ဒေါသကိုပို့ပြီးတော့ဆွဲပေးလိုက်တယ်လို့ဖြစ်သွားခဲ့ရတယ်ဗျာတိတ်ကိစ္စပဋိပက္ခဖြစ်တဲ့ဘုံဘေဘားမာကုမ္ပဏီအရေးအခင်းပေါ်လာတဲ့အခါမှာအင်္ဂလိပ်ဘီရင်ခန့်ချုပ် Lord Dufferin ဟာမြန်မာနိုင်ငံကိုအပီးပိုင်သိမ်းပိုက်ဖို့အမိန့်တော်ချမှတ်လိုက်ပါတော့တယ်ဗျာဒီလိုစစ်မှတ်ဖြစ်ပွားခါနီးအချိန်မှာတော့နန်းတွင်းကကင်းဝင်မင်းကြီးတို့လိုအမျော်အမြင်ရှိတဲ့အမတ်တွေကဗြိတိရှားတို့ကိုအလျှော့ပေးပြီးငြိမ်းချမ်းရေးယူဖို့တိုက်တွန်းခဲ့ကြပြီမဲ့မိဖုရားစုဖုရားလက်နဲ့တိုက်ပွဲဝင်ချင်တဲ့စစ်သူကြီးတွေကတော့မြေအောက်ကမျိုးဆောင်နှက်တွေရဲ့စွမ်းအားနန်းဦးတိုင်ကြီးတွေရဲ့အစီအရင်တွေကိုအလွန်အကျွံယုံကြည်ပြီးအင်္ဂလိပ်တွေကိုစိန်ခေါ်ခဲ့ကြတယ်ဗျာသူတို့ဟာအရင်ကတော်ဝင်သွေးတွေနဲ့ပူဇော်ထားတဲ့မြို့တိုင်ကြီးတွေနဲ့မြို့ရိုးကြီးတွေဟာရန်သူတပ်တွေကိုမန္တလေးရွှေမြို့တော်ထဲဝင်မလာအောင်မန်ဒန်တွေနဲ့တားဆီးပေးလိမ့်မယ်လို့ထင်မှတ်နေခဲ့ကြတာဗျာဗြိတိရှားစစ်သူကြီး Harry Brindakas ခေါင်းဆောင်တဲ့စစ်တင်မိုးကြီးတွေဟာအီယာဝတီမြစ်ကြောင်းအတိုင်းအထက်မြန်မာနိုင်ငံစီကိုတရွေ့ရွေ့ချီတက်လာတဲ့အခါမှာတော့မြန်မာတပ်မတော်ရဲ့ခံတပ်တွေဖြစ်တဲ့မင်းလာခံတပ်နဲ့အလံစိုက်ခံတပ်တွေဟာတစ်ခုပြီးတစ်ခုအလွယ်တကူပဲတူးပြတ်သွားခဲ့ရတယ်ဗျာအင်္ဂလိပ်တို့ရဲ့ခင်မီအမြောက်တန်းတွေစစ်တနက်တန်းတွေအောက်မှာမြန်မာစစ်တီတော်ပေါင်းများစွာဟာတွေးမြေကြခဲ့ရပြီးရန်သူစစ်တပ်ဟာမြို့တော်အနီးကအင်းဝနဲ့စကိုင်းရဲ့အထိရပ်ပိုင်းအတွင်းမှာတင်ရောက်ရှိလာခဲ့ကြတယ်ဗျာနန်းတော်ကြီးရဲ့အတွင်းထဲမှာတော့တီဘောမင်းနဲ့မိဖုရားကြီးဟာမြေအောက်ကနတ်ဝိညာဉ်တွေစီမှာဆူတောင်းပါတနေခဲ့ကြတော့မယ်ဗျာဒါပေမဲ့တကယ်လက်တွေ့စစ်ပွဲမှာတော့အဲ့ဒီတွေးဆွန်းခဲ့တဲ့အုံမြင့်ကြီးတွေဟာအင်္ဂလိပ်တို့ရဲ့တမ်မဏီစစ်သင်္ဘောကြီးတွေကိုဘလို့မှမတားဆီးနိုင်ခဲ့ပဲနန်းတော်ကြီးရဲ့တိုင်လုံးကြီးတွေဟာရန်သူလက်ထဲကိုကြာရောက်တော့မဲ့အခြေအနေဆိုးကြီးကိုကြေကွဲစရာကောင်းလောက်အောင်ငေးကြည့်နေခဲ့ကြရတယ်ဗျာအဲ့ဒီလိုရန်သူလက်ထဲကိုကြာရောက်တော့မဲ့ကြေကွဲစရာအခြေအနေဆိုးကြီးဟာခရစ်နှစ်1885ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာတော့တကယ်ကိုလက်တွေ့ဖြစ်လာခဲ့ရတယ်ဗျာဗြိတိရှ်စစ်သူကြီး Brindakas ရဲ့တပ်ဖွဲ့တွေဟာမန္တလေးရွှေမြို့တော်ကြီးတဲကိုဘလို့မှခုခံမှုမရှိပဲသွေးအီးနဲ့ချီတက်ဝင်ရောက်လာကြတာပေါ့ဗျာမြို့ရိုးကြီးတွေတကားမကြီးတွေနဲ့တော်ဝင်အသွေးသားတွေနဲ့စမ်းသစ်ထားပါတယ်ဆိုတဲ့မြို့တိုင်ကြီးတွေဟာရန်သူစစ်သားတွေရဲ့စစ်ဖက်နှက်တန်တွေအောက်မှာဘာမှမတတ်နိုင်ပဲတိတ်ဆိတ်ငြိမ်သက်နေကြရတယ်ဗျာတိုင်းပြည်ရဲ့အမြင့်မြတ်ဆုံးလက္ခဏာဖြစ်တဲ့ရွှေနန်းတော်ကြီးရဲ့ရင်ပြင်းပေါ်ကိုဗြိတိရှ်စစ်သားတွေကတနက်တွေအမြောက်တွေနဲ့ဝင်ရောက်စီးနင်းလိုက်တဲ့အချိန်မှာတော့နှစ်ပေါင်းရာချီတိဆောက်ခဲ့တဲ့ကုန်းပေါင်အင်ပါယာကြီးရဲ့အုပ်ချုပ်ရေးရန်တရားဟာစက္ကန့်ပိုင်းအတွင်းမှာတင်ပြိုကွဲသွားခဲ့ရတာပေါ့ဗျာဗြိတိရှ်ကိုယ်စားလှယ်ကာနယ်စလေဒင်ဟာနန်းတော်ရဲ့မန်နန်းဆောင်ကြီးတဲ့ကိုစစ်ဖက်နှက်တွေစီဝိဝင်ရောက်လာပြီးที่ปอมินเนมิพยาสุพยาลัดโดโกอัญญันขันบุอมิงปีเคเดเบียชีทงสินลาอายะพยินเนมิพยาดูตดินตรงเดเอาชีมาวิงยินด้วยเนตตีเศร้าท้าเดลุยงจีจ้าเดตีหาตนะยาซาปลิงจีเยชีเมามาตินต่อวิงมิตาซูฮายันตุพันซีชิงโกขังเคยาลาเบียแต่ฮะเนียมาตะไมมาโซยาซงเนอเชยาซงอไข่อตันจีตะคูเบเพียงบาเดเบียတိုင်းပြည်ကိုစောင့်ရှောက်မင်းနတ်မင်းတွေရှိတယ်။တွေးစွန်းတဲ့အုံမြစ်တွေကကာကွယ်ပေးလိုက်မယ်ဆိုတဲ့အယူအဆတွေဟာတကယ်လက်တွေးကဘာရဲ့ခင်မီစစ်အင်အားနဲ့နိုင်ငံရေးဗျူဟာတွေအောက်မှာဖုံမှုန့်လိုပဲလွင့်စင်ပျောက်ကွယ်သွားခဲ့ရတာဗျာ။နောက်တနေ့နိုဝင်ဘာလ29ရက်နေ့မှာတော့တီပေါ်မင်းနဲ့မိဖုရားကြီးတော်ဝင်မိသားစုဝင်တွေကိုနန်းတော်ထဲကနေဖမ်းဆီးခေါ်ဆောင်ပြီးအေယာဝတီမြစ်ထဲကတမဏိစစ်သင်္ဘောကြီးပေါ်ကိုတင်ဆောင်ပြီးအိန္ဒိယနိုင်ငံရတနာဂီရီစီကိုပြည်နှင်တန်ပေးလိုက်ကြတာပေါ့ဗျာဘရင်မင်းမြတ်ရဲ့ဝေါ်ရင်တော်ဟာနန်းတော်တကားကနေထွက်ခွာသွားတဲ့အချိန်မှာမြို့တော်သူမြို့တော်သားတွေဟာရင်ပတ်စီတီးပြီးငိုကြွေးခဲ့ကြတယ်ဗျာအဲ့ဒီအချိန်မှာလူတွေဟာမြေအောက်ကမြို့တိုင်ကြီးတွေကိုငေးကြည့်ပြီးငါတို့တိုင်းပြည်အတွက်ပြီးဆက်ခဲ့ရတဲ့အသက်တွေတွေးတွေဟာဘာဖြစ်လို့ငါတို့ဘရင်ကိုမကာကွယ်နိုင်ခဲ့တာလဲဆိုပြီးကြီးမားတဲ့တန်တရားတွေစိတ်ပြအားငယ်မှုတွေကိုခါးသီးစွာခံစားခဲ့ကြရတာပေါ့ဗျာဗြိတိရှ်စစ်သားတွေဟာနန်းတော်ကြီးကိုသိမ်းပိုက်ပြီးတဲ့နောက်အဖို့တန်ရွှေငွေရတနာတွေရ
ရာဇပလင်ဘောကရွှေထေတွေကိုလူရက်ဖြက်စီးကြယုံတယ်မကပဲအမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ကျွန်းတစ်တိုင်ကြီးတွေကိုလေသူတို့ရဲ့စစ်စခန်းတိုင်တွေအဖြစ်အသုံးပြုပစ်ခဲ့ကြတယ်ဗျာဒါဟာရှိခေပရောဟိတ်တီနဲ့အုပ်ချုပ်သူတွေတိဆောက်ခဲ့တဲ့ဝိညာဉ်ရေးရာခံတိုက်ကြီးရဲ့ဗလာချင်းသွားမှုကိုပြနေတာပဲဗျာအုပ်ချုပ်သူလူဒန်းစားဟာပြည်သူတွေရဲ့အသက်တွေကိုစတီးပြီးမိမိတို့ရဲ့အာဏာကိုကာကွယ်ဖို့ကြိုးစားခဲ့ပြီးတကယ်လက်တွေ့မှာတော့အသိပညာချို့တိမ်မှုကမ္ဘာအခြေအနေကိုမျက်ကွယ်ပြုမှုနဲ့အတွင်းပိုင်းညီညွတ်မှုပြပြမှုတွေကြောင့်တိုင်းပြည်ရဲ့လွတ်လပ်ရေးဟာတေးသေးရည်တုံတယ်လို့ပျောက်ဆုံးသွားခဲ့ရတာဖြစ်ပါလေဗျာလွတ်လပ်ရေးဆုံးရှုံးသွားပြီးနောက်မှာတော့ဗြိတိရှအာဏာပိုင်တွေဟာရှင်းနန်းတော်ကြီးနဲ့ခမ်းနားလာပါတယ်ဆိုတဲ့မြို့တိုင်ကြီးတွေကိုသူတို့စိတ်ကြိုက်ပြုပြင်ပြောင်းလဲပစ်ခဲ့ကြတယ်ဗျာမြန်မာလူထုတရက်လုံးအသက်သွေးတွေတော်ဝင်သွေးတွေနဲ့ပူဇော်ပြီးဆုံးကဝေအတက်ပညာတွေနဲ့အကာအကွယ်ပေးထားတယ်လို့ယုံကြည်ခဲ့ကြတဲ့ရတနာပုံမန္တလေးနန်းတော်ကြီးဟာဗြိတိရှတို့ရဲ့လက်အောက်မှာတော့ဒေါ်ဖရင်ခန်းတက်ဆိုတဲ့အမည်အသစ်နဲ့စစ်စခန်းတစ်ခုအဖြစ်ပြောင်းလဲခြင်းခံခဲ့ရတာပေါ့ဗျာအုပ်ချုပ်သူအင်္ဂလိပ်စစ်ဗိုလ်တွေဟာနန်းဦးပြသတော်ကြီးနဲ့အဓိကမြို့တိုင်ကြီးတွေကိုမြန်မာတို့ရဲ့ကိုးကွယ်ယုံကြည်မှုယိုသေးမှုတွေပြတ်ပြားသွားအောင်တမင်တကာစီစဉ်ခဲ့ကြတယ်ဗျာသူတို့ဟာအမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ကျွန်းတစ်တိုင်ကြီးတွေမှာကိုလိုနီအလံတွေကိုချိတ်ဆွဲတာရေနံစီမီးအိမ်တွေကိုဆွဲချိတ်တာတွေလှုပ်ဆောင်ပြီးတာမန်တစ်သားတုံးကြီးတွေလိုပဲသဘောထားခဲ့ကြတာဗျာဒီလိုမျိုးမြေအောက်အုပ်မြစ်ကဝိညာဉ်ရေးရာစွမ်းအားတွေကိုဗြိတိရှတွေကတန်ဖိုးမထားပဲဖျက်ဆီးပစ်တာကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့မြန်မာပြည်သူတွေရဲ့စိတ်ထဲမှာတော့ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာတုန်လှုပ်ခြောက်ခြားမှုတွေဖြစ်ပွားခဲ့ရပြန်တယ်ဗျာရှေးခေတ်ကလေးကတီဆောက်ခဲ့တဲ့သွေးစွန်းတဲ့အုတ်မြစ်ကြီးတွေဟာတကယ်လက်တွေ့ကဘာရဲ့နေချက်အာနာဆက်အောက်မှာဘာမှမတတ်နိုင်ပဲပြိုလဲသွားခဲ့ရတာကိုကြည့်ပြီးလူတွေဟာမိမိတို့ရဲ့ရှေးရိုးဆွဲယုံကြည်မှုတွေပေါ်မှာလုံးဝစိတ်ပြတ်အားငယ်သွားခဲ့ကြတာပေါ့ဗျာတစ်ဖက်မှာလည်းအင်္ဂလိပ်အစိုးရဟာတိုင်းပြည်ကိုအုပ်ချုပ်တဲ့နေရာမှာမြန်မာတွေရဲ့အမျိုးသားရေးနဲ့ဘာသာရေးမာန်မာနတွေကိုရိုက်ချိုးဖို့အတွက်ဒီလိုနန်းတော်ကြီးရဲ့အထွတ်အထိပ်နေရာတွေကိုစစ်တမ်းလျားတွေအဖြစ်သုံးခဲ့တာဟာနိုင်ငံရေးစိတ်တပေတာအရာအကွက်ကြကြလှုပ်ဆောင်ခဲ့တဲ့ဗျူဟာတစ်ခုဖြစ်တယ်ဗျာဗြိတိရှသူတေသီတွေနဲ့ကိုလိုနီအရာရှိတွေဟာမန္တလေးနန်းတော်ကြီးကိုစစ်ဆေးတဲ့အခါမှာမြေအောက်ကမြို့တိုင်ကြီးတွေရဲ့လျှို့ဝှက်ချက်တွေကိုစတင်ပြီးမှတ်တမ်းတင်ခဲ့ကြတယ်ဗျသူတို့ဟာမြန်မာရာဇဝင်တွေမှာပါဝင်တဲ့မြို့စတေးတဲ့ဒလီတွေကိုစူးစမ်းလေ့လာပြီးဒါဟာရှေးခေတ်အာရှတိုက်ကကြောက်စရာကောင်းတဲ့လူသားပူဇော်ပသမှုဒလီတစ်ခုဖြစ်တယ်လို့ကဘာကိုထုတ်ဖော်ပြောကြားခဲ့ကြတယ်ဗျတော်ဝင်ကြောက်စာဝင်တောစိန်ခိုတို့လိုပညာရှင်တွေဟာလည်းနန်းတွင်းမှတ်တမ်းဟောင်းတွေကိုပြန်လည်ရှာဖွေပြီးမြို့တိုင်ကြီးတွေအောက်မှာတကယ်ပဲလူအသက်တွေပေးဆက်ခဲ့ရသလားဆိုတာကိုသူတည်တနာပြုခဲ့ကြတာပေါ့ဗျကိုလိုနီအစိုးရကတော့ဒါကိုမြန်မာမင်းတို့ရဲ့ရက်စက်မှုအဖြစ်ပုံဖော်ပြီးသူတို့ရဲ့နေချစ်အုပ်ချုပ်မှုကိုတရားဝင်အောင်လုပ်ဖို့ကြိုးစားခဲ့ကြပြီးမြဲပြည်သူတွေအတွက်တော့ဒါဟာတိုင်းပြည်ကိုဘာသာသာသနာပါအဖြစ်စီးခံလိုက်ရတဲ့တမိုင်းဝင်အမောင်ဆုံးကာလကြီးတစ်ခုဖြစ်နေခဲ့ပြန်တာပေါ့ဗျနန်းတော်ကြီးရဲ့ကျွန်းတစ်တိုင်ကြီးတွေဟာဗြိတိရှစစ်သားတွေရဲ့ပျော်ပွဲရွှင်ပွဲတွေစစ်ရေးလေ့ကျင့်မှုတွေရဲ့အတန်တွေကိုနေ့စဉ်နဲ့အမျှကြားနေခဲ့ရပြီးမြေအောက်ကဝိညာဉ်တွေရဲ့အော်ဟစ်တန်တွေကတော့ကိုလိုနီခေတ်ရဲ့စက်မှုလုပ်ငန်းအတန်တွေအောက်မှာတဖြည်းဖြည်းတိတ်ဆိတ်ပျောက်ကွယ်သွားခဲ့ရတယ်ဗျာအုတ်ချုပ်သူအစ်စ်တွေဟာနီးပညာနဲ့စစ်အင်အားကိုပဲအားကိုးပြီးတိုင်းပြည်ရဲ့စီးပွားရေးကိုစုပ်ယူဖို့ပြင်ဆင်နေကြချိန်မှာမြန်မာလူထုကတော့မိမိတို့ရဲ့အချက်ချာကြတဲ့မြို့တိုင်ကြီးတွေရန်သူလက်ထဲမှာအဆက်တကွဲဖြစ်နေရတာကိုကြည့်ပြီးရင်နစ်အောင်ခံစားခဲ့ကြရတာဗျဒါဟာသွေးစွန်းခဲ့တဲ့အုတ်မြစ်ကြီးတွေရဲ့နောက်ဆုံးညီခုံးစီကိုဥတီနေတဲ့လက္ခဏာတစ်ခုဖြစ်ပြီးခေတ်ဟောင်းရဲ့ဝိညာဉ်ရေးရာခံတက်ကြီးဟာခေတ်သစ်ရဲ့ကိုလိုနီစနစ်အောက်မှာဘလိုမျိုးတမိုင်းကွက်လက်တွေအဖြစ်ကြံရစ်ခဲ့တယ်လေဆိုတာကိုပြနေတာပဲဖြစ်ပါတယ်ဗျဒီလိုကိုလိုနီစနစ်အောက်မှာတမိုင်းကွက်လက်တွေအဖြစ်ကြံရစ်ခဲ့တဲ့မြို့တိုင်ကြီးတွေနဲ့မြေအောက်ဝိညာဉ်တွေရဲ့ကံကြမ္မာဟာ20ရာစုအစပိုင်းကိုလိုနီခေတ်နောက်ပိုင်းကိုရောက်လာတဲ့အခါမှာတော့ပိုပြီးတော့စမ်းကြယ်တဲ့အမျိုးသားရေးစိတ်တပေတာအဖြစ်ပြောင်းလဲလာခဲ့ပြန်တယ်ဗျဗြိတိရှအစိုးရဟာမန္တလေးနန်းတော်ကြီးကိုဒေါ်ဖရင်ခံတပ်အဖြစ်သတ်မှတ်ပြီးစစ်ရေးအုပ်ချုပ်မှုတွေကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေခဲ့ပေမဲ့နန်းတော်တတိုင်းအပြင်ကတာမန်မြန်မာပြည်သူတွေရဲ့ရင်ထဲမှာတော့အဲ့ဒီသွေးစွန်းခဲ့တဲ့မြို့တိုင်ကြီးတွေအပေါ်ထားရှိတဲ့ယုံကြည်မှုတွေဟာလုံးဝပျောက်ကွယ်မသွားခဲ့ဘူးဗျလူတွေဟာနန်းတော်ကြီးရဲ့အနီးအနားကိုဖြတ်တန်းသွားတဲ့အခါ
တိတ်ဆိတ်ငြိမ်သက်နေတဲ့ကျွန်းတစ်တိုင်ကြီးတွေကိုကြည့်ပြီးမိမိတို့ရဲ့လွတ်လပ်ရေးဆုံးရှုံးရတာဟာပြီးခဲ့တဲ့ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေလုပ်ခဲ့တဲ့သွေးစွန်းတဲ့အပြစ်အနာအစာတွေကြောင့်ဖြစ်ရတာလို့အတွေးပွားခဲ့ကြတာပေါ့ဗျာ ဒီနေရာမှာစမ်းစစ်ကြည့်ရမှာကတော့ကိုလိုနီအရာရှိတွေဟာမြန်မာတွေရဲ့ရှေးရိုးဆွဲနှက်ကိုးကွယ်မှုတွေကိုအယူသီးတဲ့အလုပ်တွေဖြစ်ပယ်ချခဲ့ပေမဲ့တစ်ဖက်မှာလည်းတိုင်းပြည်ရဲ့ယဉ်ကျေးမှုအမြစ်တွေကိုလေ့လာဖို့အတွက်သူတေသနအသင်းတွေကိုတည်ထောင်ခဲ့ကြတယ်ဗျ1910ပြည့်နှစ်ဝန်းကျင်မှာမြန်မာနိုင်ငံသူတေသနအသင်းလိုအဖွဲ့အစည်းတွေပေါ်ပေါက်လာပြီးရှီးဟောင်းရာဇဝင်ကျမ်းတွေကိုပြန်လည်ဆန်းစစ်တဲ့အခါမြို့စတေးတဲ့ထလိဟာနိုင်ငံရေးအရာပြည်သူတွေကိုကြောက်ရွံ့အောင်လုပ်ခဲ့တဲ့ဗျူဟာတစ်ခုဖြစ်တယ်ဆိုတာကိုပညာတတ်လူဒန်းစားတွေကစတင်သဘောပေါက်လာခဲ့ကြတယ်ဗျ YMBA လို့ခေါ်တဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်းနဲ့နောက်ပိုင်း GCBA အသင်းကြီးတွေပေါ်ပေါက်လာတဲ့အခါမှာတော့မြန်မာတွေရဲ့အမျိုးသားရေးနိုးကြားမှုဟာရှေးခေတ်ကလိုအောက်လန်းနီးတွေဝิญဉ်ရေးရာတွေအပေါ်မှာအားကိုးတာမျိုးမဟုတ်တော့ပဲခေတ်မီနိုင်ငံရေးနီးလန်းတွေနဲ့လွတ်လပ်ရေးကိုပြန်လည်တောင်းဆိုဖို့ကြိုးစားလာခဲ့ကြတာပေါ့ဗျာ ဒါပေမဲ့အောက်ခြေပြည်သူလူထုကြားထဲမှာတော့မြေအောက်ကမြို့ဆောင်နတ်တွေဟာကိုလိုနီအစိုးရရဲ့အုပ်ချုပ်မှုကိုမကျေနပ်လို့တိတ်တဆိတ်အမျက်ထွက်နေကြပြီးတနေ့မှာတိုင်းပြည်ကိုကယ်တင်မဲ့မင်းကောင်းမင်းမြတ်ပေါ်လာလိမ့်မယ်ဆိုတဲ့လျှို့ဝှက်ချက်တွေတပောင်စကားတွေကတော့တော်ရောမျိုးပါပြန့်နှံ့နေခဲ့တော့မယ်ဗျာဗြိတိရှားတို့ကနန်းတော်ကြီးကိုရုပ်ပိုင်းဆိုင်ရာအရာဘလောက်ပဲဖျက်ဆီးပြီးစစ်စခန်းအဖြစ်သုံးခဲ့ပါစေမြန်မာတွေရဲ့စိတ်ထဲကနန်းဦးတိုင်ကြီးတွေရဲ့ပြရုပ်ကိုတော့ဘလို့မှဖျက်ဆီးလို့မရခဲ့ပြီဗျာဒါဟာခေတ်ဟောင်းရဲ့သွေးစွန်းခဲ့တဲ့အုံမြင့်ကြီးကနေခေတ်တရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေစီကိုကူးပြောင်းသွားတဲ့စိတ်ပိုင်းဆိုင်ရာအလှည့်အပြောင်းကြီးတစ်ခုဖြစ်ပြီးအဲ့ဒီလိုဝิญဉ်ရေးရာယုံကြည်မှုတွေဟာတဖြည်းဖြည်းနဲ့နေချေတော်လှန်ရေးရဲ့မောင်းနှင်းအားတစ်ခုအဖြစ်မြေအောက်ထဲမှာအမြင့်တွယ်နေခဲ့တာဖြစ်ပါတယ်ဗျာ ဒီလိုမျိုးချစ်စိတ်ဓာတ်တွေတဖြည်းဖြည်းမြေအောက်ထဲမှာအမြင့်တွယ်လာပြီးလွတ်လပ်ရေးအတွက်ကြိုးပမ်းနေကြတဲ့အချိန်မှာပဲတကဘာလုံးကိုတုန်လှုပ်သွားစေခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးကမြန်မာနိုင်ငံစီကိုကူးဆက်လာခဲ့ပြန်တယ်ဗျာ1942ခုနှစ်ကနေ1945ခုနှစ်အထိကာလတွေဟာမန္တလေးရတနာပုံနန်းတော်ကြီးနဲ့သွေးစွန်းခဲ့တဲ့မြို့တိုင်ကြီးတွေရဲ့ရုပ်ပိုင်းဆိုင်ရာနောက်ဆုံးကံကြမ္မာကိုဆုံးဖြတ်ပေးခဲ့တဲ့ဘေးဒုက္ခဆိုးကြီးဖြစ်ခဲ့တာပေါ့ဗျာ British တို့ကဒေါ်ဖရင်ခံတပ်အဖြစ်သုံးနေတဲ့နန်းတော်ကြီးကိုဖက်စစ်ဂျပန်တပ်တွေကဘုံကျဲတိုက်ခိုက်ပြီးသိမ်းပိုက်လိုက်ကြတယ်ဗျာအဲ့ဒီနောက်မှာတော့ဂျပန်စစ်တပ်ကနန်းတော်ဝင်းကြီးကိုသူတို့ရဲ့ထောက်ပံ့ရေးနဲ့စစ်စခန်းအဖြစ်ထပ်ပြီးအသုံးချခဲ့ကြပြန်တာပေါ့ဗျာထမိုင်းရဲ့အလှည့်အပြောင်းကတော့1945ခုနှစ်မတ်လမန္တလေးတိုက်ပွဲကြီးမှာအထွတ်အထိပ်ကိုရောက်လာခဲ့တယ်ဗျာဗြိတိရှားတပ်တွေကမန္တလေးမြို့ကိုဂျပန်လက်ထဲကနေပြန်သိမ်းဖို့အတွက်ဒေါ်ဖန်ခံတပ်ဖြစ်နေတဲ့နန်းတော်ကြီးကိုအဝေးပြစ်အမြောက်တွေလေရင်ပြန်တွေနဲ့ပြင်းပြင်းထန်ထန်ဘုံကျဲတိုက်ခိုက်ခဲ့ကြတယ်ဗျာအဲ့ဒီအချိန်မှာရှီးမင်းတွေသွေးသားတွေနဲ့ပူဇော်ပြီးစိုက်ထူခဲ့ပါတယ်ဆိုတဲ့ခိုင်ခန့်လာပါတယ်ဆိုတဲ့ကျွန်းတစ်လုံးမြို့တိုင်းကြီးတွေဟာခင်မီဘုံဆန်တွေရဲ့တံကိုဘလို့မှမခံနိုင်ပဲကဘာပြက်တယ်လို့မီးဟုံးဟုံးတောက်ပြီးပြာကျသွားခဲ့ရတယ်ဗျာရက်ပေါင်းများစွာတောက်လောင်ခဲ့တဲ့အဲ့ဒီမီးကြီးဟာရွှေနန်းတော်ကြီးတစ်ခုလုံးကိုတည်းမဟုတ်ပဲရှေးခေတ်ကလေးကတိဆောက်ခဲ့တဲ့သွေးစွန်းတဲ့အုံမြင့်ကြီးတွေရဲ့ရုပ်ပိုင်းဆိုင်ရာတတ်သိအားလုံးကိုပြအဖြစ်ပြောင်းလဲပစ်ခဲ့တာပေါ့ဗျာ ဒီလိုမျိုးနန်းတော်ကြီးနဲ့မြို့တိုင်ကြီးတွေမီးလောင်ပျက်စီးသွားတာဟာခေတ်ဟောင်းအာနာဆက်ရဲ့နောက်ဆုံးရုပ်ပိုင်းဆိုင်ရာချုပ်ငြိမ်းမှုပဲဖြစ်ပါတယ်ဗျဘေးဒင်ဆရာတွေပရောဟိတ်တွေဘလောက်ပဲမန္တန်တွေနဲ့ဝိညာဉ်တွေကိုချီနှောင်ထားခဲ့ပါစေဒုတိယကမ္ဘာစစ်ရဲ့မီးတောက်တွေအောက်မှာတော့အားလုံးဟာဘာမှမကြံပဲကွယ်ပြောက်သွားခဲ့ရတယ်ဗျပြည်သူတွေကတော့အဲ့ဒီမီးခိုးလုံးကြီးတွေကိုကြည့်ပြီးခေတ်ဟောင်းကအယူမှားတွေသွေးစွန်းခဲ့တဲ့ပေးဆက်မှုတွေဟာခေတ်သစ်စစ်ပွဲရဲ့အဖြစ်စွမ်းအားအောက်မှာဘာမှအသုံးမဝင်တော့ဘူးဆိုတာကိုပို့ပြီးတော့သဘောပေါက်လာခဲ့ကြတယ်ဗျဒါဟာလွတ်လပ်ရေးမရခင်စကြမှာကြုံတွေ့ခဲ့ရတဲ့ကြီးမားတဲ့သမိုင်းဝင်သင်ခန်းစာကြီးတစ်ခုဖြစ်ပြီးကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကိုအသစ်ကနေပြန်တီးဆောက်ဖို့အတွက်သွေးစွန်းတဲ့အတိတ်ဟောင်းတွေကိုအမြင့်ကနေစီးချောပစ်လိုက်သလိုဖြစ်သွားခဲ့တာပေါ့ဗျဒုတိယကမ္ဘာစစ်ကြီးရဲ့မီးတောက်တွေအောက်မှာပြာကျပျက်စီးသွားခဲ့ရတဲ့မန္တလေးရတနာပုံနန်းတော်ကြီးရဲ့နေရာမှာတော့အခုခေတ်မှာပြန်လဲတီဆောက်ထားတဲ့ကွန်ကရစ်နန်းတော်တုကြီးတစ်ခုပဲရှိပါတော့တယ်ဗျဒါပေမဲ့အဲ့ဒီလိုရုပ်ပိုင်းဆိုင်ရာတွေဘလောက်ပဲပြောင်းလဲသွားပါစီမြေအောက်ထဲမှာနှစ်ပေါင်းရာချီနစ်မြုပ်နေခဲ့တဲ့သွေးစွန်းခဲ့တဲ့အုံမြင့်ကြီးတွေမြို့တိုင်ကြီးတွေအောက်ကပေးဆက်ခဲ့ရတဲ့အသက်ပေါင်းများစွာရဲ့သမိုင်းအမှန်တရားကတော့ဘလို့မှပျောက်ကွယ်သွားခြင်းမရှိဘူးဗျ
ကျွန်တော်တို့မြန်မာသမိုင်းတစ်လျှောက်ခေတ်ဆက်ဆက်အုပ်ချုပ်သူတွေဟာမိမိတို့ရဲ့အာဏာဆက်ခိုင်မြဲဖို့နန်းပလင်တည်တံ့ဖို့နဲ့တိုင်းပြည်လုံခြုံဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာအပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေကိုမြို့စတေးတဲ့ဓလေ့တွေနဲ့ယဉ်နှီးခဲ့ကြတယ်ဗျဒါပေမဲ့တခေတ်သမိုင်းရဲ့ရလဒ်တွေကိုပြန်ကြည့်လိုက်ရင်တော့အဲ့ဒီလိုရက်ဆက်တဲ့နီးလန်းတွေသွေးစွန်းတဲ့အစီအရင်တွေဟာဘယ်မင်းဆက်ကိုမှထာဝရမတည်မြဲစေခဲ့ဘူးဆိုတာကိုကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်ဗျဒီထူးခြားလာတဲ့သမိုင်းဖြစ်ရကြီးတစ်ခုလုံးဟာမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ဓမ္မစကြာတရားတော်လားလောကဓာတ်တရားတွေအနိစ္စတရားတွေနဲ့အင်မတန်မှကိုက်ညီနေခဲ့တာပေါ့ဗျာမြတ်ဗုဒ္ဓကသင်္ခါရတရားဟူသမျှဟာမမြဲဘူးပျက်စီးခြင်းသဘောရှိတယ်လို့ဟောကြားခဲ့တယ်ဗျအုတ်ချုပ်သူတွေဟာမိမိတို့ရဲ့ခမ်းနားလာတဲ့ကျွန်းသစ်တိုင်ကြီးတွေကိုအစွမ်းထက်ဆုံးဝိညာဉ်တွေနဲ့ဘလောက်ပဲကာကွယ်ဖို့ကြိုးစားခဲ့ပါစေအဝိဇ္ဇာနဲ့တဏှာဆန္ဒတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒီလိုလုပ်ရက်တွေဟာနောက်ဆုံးမှာတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့တရားသဘောတွေအောက်မှာတင်ပြာအဖြစ်ပြောင်းလဲသွားခဲ့တာပေါ့ဗျာအာကုသိုလ်ကံကိုအခြေခံပြီးတိဆောက်ခဲ့တဲ့နိုင်ငံတော်ရဲ့အုတ်မြစ်ဟာရေရှည်မှာဘလို့မှမခိုင်ခန့်နိုင်ဘူးဆိုတဲ့ဓမ္မဒိဋ္ဌံကြအမှန်တရားကိုဒီသမိုင်းကတတ်သိပြနေတာပဲဖြစ်ပါတယ်ဗျာ တမိုင်းကပေးတဲ့အကြီးမားဆုံးသင်ခန်းစာကတော့နိုင်ငံတော်တစ်ခုတိုင်းပြည်တစ်ခုရဲ့အစွမ်းထက်ဆုံးခံတတ်ကြီးဟာမြေအောက်ကသွေးစွန်းတဲ့အုတ်မြစ်တွေဒါမှမဟုတ်လူအသက်တွေနဲ့လှုပ်ထားတဲ့မြို့တိုင်ကြီးတွေမှာရှိနေတာမဟုတ်ဘူးဗျတကယ်အစွမ်းထက်ဆုံးခံတတ်ဆိုတာဟာတိုင်းသူပြည်သားတွေရဲ့ရင်ထဲမှာရှိတဲ့စီးလုံးညီညွတ်မှုတရားမျှတတဲ့အုပ်ချုပ်ရေးနဲ့အချင်းချင်းအပေါ်ထားရှိတဲ့မေတ္တာတရားတွေမှာပဲရှိတာဖြစ်ပါတယ်ဗျအုပ်ချုပ်သူတွေအနေနဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုတန်ဖိုးမထားပဲအသိပညာဗဟုသုတချို့တဲ့စွာနဲ့ခေတ်ကဘာရဲ့ပြောင်းလဲမှုတွေကိုမျက်ကွယ်ပြုနေမယ်ဆိုရင်တော့ဘလောက်ပဲစွမ်းအားကြီးတဲ့နတ်ဝိညာဉ်တွေကိုအားကိုးပါစေနောက်ဆုံးမှာတော့တိုင်းပြည်ဟာဖုံမှုန့်လိုပဲပျက်စီးသွားမှာအသေးချပဲဗျဒီကနေ့ကျွန်တော်တို့လေ့လာခဲ့ကြတဲ့မြို့စတေးတဲ့ဓလေ့ဆိုးကြီးရဲ့သမိုင်းကြောင်းဟာကျွန်တော်တို့ယင်ထဲမှာထိတ်လန့်ခြောက်ခြားမှုကိုပေးစွမ်းရုံနဲ့မကပဲနောက်အနာဂတ်တိုင်းပြည်တည်ဆောက်တဲ့နေရာမှာဘယ်လိုမျိုးကိုကျင့်တရားနဲ့အမှန်တရားတွေကိုအခြေခံရမလဲဆိုတဲ့အသိဉာဏ်တွေကိုပေးစွမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျသမိုင်းရဲ့အမှောင်ဆုံးအခန်းကဏ္ဍတွေကိုလှန်ကြည့်ခြင်းအပြင်ကျွန်တော်တို့ဟာပုံမတောက်ပပြီးတရားမျှတတဲ့အနာဂတ်သစ်စီကိုလှောက်လန်းနိုင်ကြမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့သမိုင်းနဲ့အမှန်တရားအစီအစဉ်ကိုအစကနေအဆုံးအထိစိတ်ရှိလက်ရှိစောင့်မျှော်နားဆင်ပြီးခဲ့ကြတဲ့ဓမ္မမိတ်ဆွေသမိုင်းချစ်သူအပေါင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျအားလုံးပဲဘီးရန်ခတ်သိမ်းငြိမ်းအေးကြပြီးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့ဒီနေရာမှာနေမယ်နှုတ်ဆက်လိုက်ပါတယ်ဗျ